ဒီကနေ့သာသနာတော်နှစ်2558ခုခောသာတက္ကိ1389ခုပထမဝါဆိုလဇန်9ရက်2015ခု6လပိုင်း23ရက်အင်္ဂါနေ့ညချမ်းအခါကာလမှာရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ရန်ကင်းမြို့နယ်အမှတ်9ရပ်ကွက်ဓမ္မိကဓမ္မယုံမှာရှင်ရင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်မှာဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြတဲ့နှစ်ဖက်သောမိဘများနဲ့ခင်မွန်းဖြစ်သူဒကာကြီးဥခင်ငိမ့်အားရည်စူး၍ဒကမကြီးတော်လှလှအေးသာလူမှန်ငိမ့်အေးမိသားစုတို့ရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီကနေ့ညတရားနာပိသပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဘုရားတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့ညတရားနာရောက်ရှိလာကြတဲ့ပိသပေါင်းသူတော်ကောင်းတို့ကိုဘုရားတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်မေဇိမနိကေဥပရိပါဏန္တပါဠိတော်မှာလာရှိတဲ့အရဏဝိပင်ကသုတ်တံတဲ့အဲဒီသုတ်တံတရားဒေသနာကိုအခြေခံပြီးတော့ချမ်းသာစွာနေနီးလို့တရားကောင်းစဉ်လေးပြပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုအရင်တို့ဟောပါမယ်အရဏဝိပင်ကသုတ်တံတဲ့အရဏဆိုတာကိလေသာမျိုးကင်းပြီးတော့ချမ်းချမ်းသာသာနေနိုင်ကြောင်းဒီလံကောင်းများကိုဝိပင်ကခွဲခြမ်းဝေဖန်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့သုတ်တံပေါ့အဲ့ဒါမင်းဝန်တော်ဘုရားကြီးဟောထားတဲ့ဟောခြင်းတရားများကိုဦးဇင်းတို့အခြေခံပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညပြောသွားပါနော်အရဏဝိပင်ကချမ်းသာစွာနေနည်းများလို့အကျဉ်းမြင်လေးအဲ့လိုတရားကောင်းစဉ်မှတ်ပြီးတော့ကိုယ့်ရဲ့ဘဝမှာချမ်းချမ်းသာသာနေနိုင်အောင်ကြိုးစားကြမယ်ဆိုတဲ့စိတ်ကူးလေးနဲ့ဒီနည်းလမ်းများကိုတန်ဖိုးထားပြီးတော့မှတ်သားကြည့်ရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတညာတိဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိယတမောဟဓမ္မံသာနရမရလောကကရုံဝတိဒုက္ခတံဂတိဝိမု ddံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါဝိထသောပညာပိဇောတဝိယတမောဟဓမ္မံအရဟတမေတိဟုသောအယောအလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုပယ်ခွာတော်မူ၏ထသောသာနရမရလောကကရုံလူနှံပြမတ္တဝါနန္ဒတို့၏ကြောက်တီတန်တို့လေးကရုပြုရာတရှူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddံဒီဝမနုဿာနိရယနေဧတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလည်းသူတည်းကင်းလွတ်တော်မူပြီထသောဒုက္ခတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်သာဗရမများကဲ့သို့ဖြတ်သားထင်းနှင့်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပိညပရမမမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟောနိဝနာမှာကာယဝေစီမနောချီသုံးလီဒွါရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆုံးမောဟရှိခိုးဥညုပါ၏မြတ်စွာဘုရားချမ်းသာစွာနေနည်းလို့တရားကောင်းစဉ်လေးပြီးပြီးတော့ဦးဇင်းတို့ဟောကြားမယ်အရဏဝိပင်ကသုတ်တံတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျာဒီသုတ်တံကိုဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီး
ဒါဝတိပြည်မောဇေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူစဉ်ကာလယဟန်တော်ရှင်မြတ်တွေကိုဟောကြားတော်မူခဲ့တာဖြစ်ပါလေဒီလိုဟောကြားတာကဘာကြောင့်ဟောတာလဲဆိုတော့အတ္တိဇာတရားမြတ်စွာဘုရားအလိုတော်ဆန္ဒရှိတဲ့အတွက်ကြောင့်ဟောကြားလိုက်တာအကြောင်းအထူးတစ်စုံတရားပေါ်လို့ဟောတာမဟုတ်နော်ဒီနိလန်းများကိုအသုံးပြုပြီးတော့ချမ်းချမ်းသာသာနေနိုင်ကြဖို့ဆိုတဲ့မြတ်စွာဘုရားရဲ့အလိုဆန္ဒအားလျော်စွာဒီသုတ်တံကိုမြတ်စွာဘုရားဟောတာအဲ့တော့ဦးဇင်းတို့ဒီသုတ်တံကိုကိုယ့်ရဲ့ခေါင်းထဲမှာကြည်ကြည်ပြွန်ပြွန်နားလည်သွားစေဖို့မှတ်မိသွားစေဖို့မင်းကွန်းစတော်ဘုရားကြီးဟောကြားရေးသားထားတာကိုဦးဇင်းတို့အခြေခံပြီးတော့ပေတပေါင်းသူတော်ကောင်းတို့ကိုပြောသွားပါမယ်စတော်ဘုရားကြီးကဒီသုတ်တံမှာမြတ်စွာဘုရားကချမ်းချမ်းသာသာနေနိုင်ဖို့အရဏဝိပင်ကအရဏဆိုတာကိလေသာမျိုးကင်းနေဆိုတဲ့သဘောကိုပြောတာနော်အဲ့ဒါချမ်းချမ်းသာသာနေနိုင်ကြောင်းဒီလံကောင်းများလို့ဆိုတော့ဘုရားကြီးကအဲ့လိုနာမည်တတ်တယ်အဲ့လိုချမ်းချမ်းသာသာနေနိုင်ဖို့အတွက်နီလံ6မျိုးမြတ်စွာဘုရားသင်ပြထားတဲ့ဆုံးမထားတယ်အဲ့ဒါလေးကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့အရင်မှတ်ကြည့်မယ်ပေါ့နော်တရားမာတိကအနေနဲ့နံပါတ်1ချမ်းသာကြောင်းတရားဆိုတော့ဘုရားကြီးကဆောင်းပုတ်ကလေးတွေစီးပြီးတော့ပေးတယ်ပေါ့အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမစ္စည်းမကာမတိတ်္ခန္ဓိကနုယောဂအကျင့်အတ္တကိလေမထနုယောဂအကျင့်လို့ဆိုရင်ကာမဂုဏ်ချမ်းသာခံစားတဲ့အကျင့်မိမိကိုယ်ကိုနှိမ့်ဆက်ညှင်းဆဲတဲ့အကျင့်ဒီအကျင့်နှစ်ပါးကိုအယုတ်တရားနှစ်ပါးလို့ခေါ်တယ်အဲ့ဒီအယုတ်တရားနှစ်ပါးကိုမလိုက်စားဘဲနဲ့မဂ္ဂင်၈ပါးလို့ဆိုတဲ့မစ္စည်းမပြိပဒအလယ်လမ်းကိုကျင့်သုံးရမယ်တဲ့နံပါတ်1ချမ်းသာကြောင်းတရားအယုတ်နှစ်ပါးမလိုက်စားလမ်းသွားမစ္စည်းမနော်နောက်ဦးဇင်းတို့နံပါတ်2ချမ်းသာကြောင်းတရားကြတော့ဘာပြောလို့ဆိုတော့မမြောက်မစားမနှိမ်ညာတရားဟောပေါ်ပြတယ်တစ်ဖက်သားကိုမြောက်ပြီးတော့ပြောတာမျိုးမလုပ်ရဘူးတစ်ဖက်သားကိုနှိမ့်ချပြီးတော့ပြောတာမျိုးမလုပ်ရဘူးမမြောက်မစားမနှိမ်ညာတရားဟောပေါ်ပြတဘာဝကြတာလေးကိုပဲဓမ္မတိဋ္ဌံကြံကြပြောတတ်ဆိုတဲ့အောင်ကြိုးစားရမယ်ဒါကဦးဇင်းတို့ဒုတိယချမ်းသာကြောင်းတရားဟောနောက်ပြီးတော့တတိယချမ်းသာကြောင်းတရားကြတော့ဘာပြောလို့ဆိုတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇဒံလောကမှာချမ်းသာဒုက္ခဆိုတာနှမျိုးရှိတယ်တဲ့ဣဇဒဒုက္ခရဲ့ဗဟိတဒုက္ခရဲ့ဣဇဒဒုက္ခဆိုတာကအတွင်းချမ်းသာပေါ့တဲ့ပြောရရင်တရားကြောင့်ဖြစ်တဲ့ချမ်းသာဗဟိတဒုက္ခဆိုတာအပြင်ချမ်းသာယူပါယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖုဒ္ဓဘာယုံတို့ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာအဲ့ဒီချမ်းသာဒုက္ခနှစ်ပါးကိုဘယ်ချမ်းသာကဘယ်လိုသဘောရှိတယ်ဆိုတာကိုဉာဏ်နဲ့ပိုင်းခြားသိပြီးတော့ဣဇဒဒုက္ခလို့ဆိုတဲ့အတွင်းချမ်းသာကိုပဲပွားများရမယ်အထောက်ရမယ်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇဒတဲ့ဒါကတတိယချမ်းသာကြောင်းတရားနောက်ဦးဇင်းတို့သရုဒ္ဓချမ်းသာကြောင်းတရားကြတော့ဘာပြောတုံးဆိုတော့မျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုးပွဲတိတက်လာတယ်လူတယောက်ရဲ့အကြောင်းကိုကြွယ်ရမှာမကောင်းမပြောရအောင်ဒါကိုရက်ထဲမှာတော့အတင်းပြောတယ်လို့ပြောတာအောင်မျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုးပွဲတိတက်လာမျက်ကွယ်မှာအတင်းပြောဖို့မလုပ်တဲ့လို့ရှေ့တင်မှာလည်းပဲရှုံချတဲ့စကားကိုမပြောရအောင်ဘယ်လိုစကားကိုဆိုရမယ်ပြောရမယ်ဆိုတာကိုကောင်းကောင်းသိပြီးတော့ပြောတတ်ဆိုရရမယ်မျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုးပွဲတိတက်လာတယ်နောက်ဦးဇင်းတို့၅ခုမြောက်ချမ်းသာကြောင်းတရားကြတော့မလျင်မစောစကားပြောချောမောမွေ့သိမ်စွာတယ်။စကားပြောတဲ့အခါမှာအစောတလျင်မပြောရဘူး။နှိမ့်နှိမ့်ကွေးကွေးပြောရမယ်လို့ဆိုလိုတာမဟုတ်ဘူး။မှန်မှန်ကလေးပြောရမယ်။မြန်မြန်ဆန်ဆန်ကြီးအလောတကြီးကြီးမပြောရဘူးတဲ့။ဒါလည်းပဲဦးဇင်းတို့ချမ်းသာကြောင်းတရားပေါ့။နောက်ဆုံး၆ခုမြောက်ချမ်းသာကြောင်းတရားကြတော့ဘာပြောလို့ဆိုတော့အယက်စကားမလွန်ညာ6ပါးအရဏအများစုကပြောဆိုသုံးနှုန်းနေတဲ့အရာကိုဒီအရက်ကဒီလိုပြောတဲ့အတိတ်လေကိုကိုယ့်အရက်ကပြောတာနဲ့မတူလို့ဒါကိုမငင်းခုံရဘူးဆိုကြပါစို့ဒီရေခွက်ကိုပဲဆရာတော်ကြီးကတော့ဥမာပေးတယ်တချို့အရက်ဒေသကခေါ်တာကနာမည်တစ်မျိုး
နောက်ရက်ဒေတာကခေါ်တာကနာမည်တစ်မျိုးတယောက်နဲ့တယောက်ခေါ်ပြောဆိုပုံရင်မတူဘူးဒါပေမဲ့ဒီရေခွက်ကိုပြောတာလို့ရည်ညွှန်းပြီးတော့ပြောတာလို့တော့သိနိုင်တယ်ဟုတ်လားအဲ့လိုဆိုလို့ရင်အဲ့ဒါကိုကိုယ့်အရက်ဒေတာကပြောဆိုသုံးလုံးတာနဲ့မတူလို့ဒါကိုမငင်းရအောင်မင်းတို့ပြောတာမဟုတ်ဘူးလို့မလုပ်ရအောင်ဟုတ်လားအများသုံးဝေါ်ဟာတာကိုလွန်ပြီးတော့ဆန့်ကျင်ဘက်ညှင်းခုန်တာမျိုးမလုပ်ရအောင်အဲ့ဒါဦးဇင်းတို့6ခုမြောက်အရဏတရားပေါ့ဟုတ်လားအဲ့ဒီလိုလေးဆိုတော့ဘုရားကြီးကတရားကိုနောက်ဆောင်ပုဒ်ကလေးစီပေးတယ်အဲ့ဒါဦးဇင်းကဒါတရားမာတိကာလေးစပြီးတော့ခင်းလိုက်တာဟုတ်လားအဲ့ဒီ6ပါးနဲ့အညီနေထိုင်နိုင်မယ်ပြောဆိုနိုင်မယ်ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်ဘဝမှာဘာမှမချမ်းသာတဲ့အကြောင်းမရှိဘူးအဲ့တော့ဦးဇင်းတို့နံပါတ်1အရဏတရားကစပြီးတော့ပြောကြည့်ရအောင်ပေါ့နော်မြတ်စွာဘုရားဘာဟောတာတော့ဆိုတော့ဆရာဘုရားကြီးရဲ့ဆောင်ပုဒ်ကလေးကိုပဲအရင်စကင်ပြောနော်အယုတ်2ပါးမလိုက်စားလမ်းသွားမေစီမနာကာမတုခန္တိကနုယောဂမနုယုံစေယဟိနံကာမပောတုဇနိကနရိယအနတ္တတံဟိတနာအတ္တကိလမထနုယောဂမနုယုံစေယဒုက္ခအနရိယအနတ္တတံဟိတဣတိခောဘိကဝေဥဘောအန္တိအနုပက္ခမမေဇိမပရိပဒတထာဂရေနအပိတံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝတ္တတိတဲ့ဒါကမြတ်စွာဘုရားဟောထားတဲ့ပါဠိတော်နော်အလေးတွေကဘာပြောတော့ကာမတုခန္တိကနုယောဂဆိုတဲ့ကာမဂုဏ်ချမ်းသာကိုခံစားရှာဖွေတဲ့အကျင့်ကိုမကျင့်ရဘူးတဲ့အဲ့ဒါပထမအယုတ်တရား2ပါးအယုတ်တရား1ပါးပေါ့နောက်ဒုတိယအတ္တကိလမထနုယောဂလို့ဆိုတဲ့မိမိကိုယ်ကိုနှိမ့်ဆက်ညှင်းဆဲခြင်းဖြင့်ဒုက္ခတွေငြိမ်းနိုင်မယ်လို့မှားယွင်းတဲ့အယူအဆလက်ကင်ထားပြီးတော့ကိုယ့်ကိုယ်နှိမ့်ဆက်ညှင်းဆဲတဲ့အကျင့်ကိုလည်းမကျင့်ရဘူးအဲ့ဒါလည်းပဲအယုတ်တရားဘာဖြစ်လို့အဲ့ဒါတွေကိုမြတ်စွာဘုရားကမကျင့်ရတာတုံးဆိုတော့အဲ့ဒီကာမတုခန္တိကနုယောဂအကျင့်နဲ့အတ္တကိလမထနုယောဂအကျင့်ရဲ့သဘောတဘာဝလေးကိုမြတ်စွာဘုရားအလွန်จิตလက်တည်တည်တဲ့စကားလုံးလေးတွေနဲ့အဓိပ္ပာယ်ဖွင့်ပြတယ်ဟောကာမတုခန္တိကနုယောဂဆိုတဲ့ကာမဂုဏ်ချမ်းသာကိုခံစားရှာဖွေတဲ့အကျင့်ကိုကျင့်သုံးခြင်းသည်ဘလို့မကောင်းတာတွေရှိလို့မကျင့်ရဘူးလို့မြတ်စွာဘုရားပြောတာတော့ဟိနံဂာမံပောထုဇနိယပောထုဇနိကအနရိယအနတ္တတဟိတဟောကာမတုခန္တိကနုယောဂအကျင့်ကို5ချက်မြတ်စွာဘုရားအပြစ်ထောက်ပြတာဟိနံယုံညံ့နေတဲ့အဲ့ဒီအကျင့်ဟာနော်ဟိနံဘာလဲတော့ယုံညံ့နေတဲ့ကမ္မရွာသူသားငယ်တို့ရဲ့အကျင့်တရားဖြင့်ကြမ်းတမ်းနေနော်ဟိနံယုံညံ့နေကာမံကြမ်းတမ်းနေအနရိယအရိယာသူတော်ကောင်းတို့ရဲ့တရားဖြင့်ဖြူရှင်တဲ့ပုဂ္ဂိုလ်ကြီးကျင့်သုံးတဲ့အကျင့်မဟုတ်ဘူးတဲ့ပောထုဇနိကကိလေသာထူပြောတဲ့ပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်နဲ့ဟိနံကာမံပောထုဇနိကပောထုဇနိကအရင်လာနော်ကိလေသာထူပြောတဲ့လူတွေရဲ့အကျင့်အနရိယာဖြူရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေရဲ့အရိယာပုဂ္ဂိုလ်တွေရဲ့အကျင့်မဟုတ်ဘူးပြီးတော့အနတ္တတဟိတအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်နေတယ်တဲ့တနည်းအားဖြင့်အကျိုးမရှိဘူးတဲ့ဟော5ချက်ဒီအချက်5ချက်နဲ့ကာမတုခန္တိကနုယောဂအကျင့်ကိုတရားဓမ္မတို့ဥယျာဉ်တို့ဟုတ်မဟုတ်ဆိုတာဝေဖန်ကြည့်ရမယ်နော်ရူပါယုံကိုကြည့်ရှုရင်းဖြင့်ချမ်းသာရှာတဲ့အလုပ်သတ္တယုံကိုနားထောင်ရင်းဖြင့်ချမ်းသာရှာတဲ့အလုပ်ဟုတ်လားကာဏယုံကိုနမ်းရှုရင်းဖြင့်ရတ္တယုံကိုရတာခရင်ဖြင့်ဖုထဘာယုံကိုရတာခရင်ဖြင့်တော့ချမ်းသာရှာဖွေတဲ့အလုပ်ဒီအလုပ်ဟာဒီအချက်5ချက်နဲ့ကိုက်ညီမှုရှိမရှိဆိုတာပိဋကတို့ဥယျာဉ်တို့ကိုယ်ပိုင်ဉာဏ်နဲ့ကိုဝေဖန်ကြည့်လို့မရနိုင်ဘူးလားစတဲ့လေဒါမြတ်စွာဘုရားကတော့အဲ့ဒီတိုင်းဝေဖန်ပြသွားတယ်ပေါ့နော်ဟိနယုံညံ့နဲ့ကမ္မကြံတန်းနဲ့ပောထုဇနိကနော်ကိလေသာထူပြောတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်ဖြစ်တယ်အနရိယဖြူရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်မဟုတ်ဘူးအနတ္တတဟိတအကျိုးမဲ့ခြင်းတွေပဲရှိနေတယ်တဲ့ဟုတ်လားဒါကြောင့်မလို့အဲ့ဒါဟာအယုတ်တရားတစ်ပါးဖြစ်တယ်ဒါကိုရှောင်ကျင်ရမယ်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေဟုတ်လားနောက်ရင်တို့အတ္တကိလမထနုယောဂအကျင့်ကိုကြတော့မြတ်စွာဘုရားဘယ်လိုဝေဖန်ထောက်ပြတော့ဆိုတော့ဒုက္ခအနရိယအနတ္တတဟိတသူကြတော့3ချက်မြတ်စွာဘုရားဝေဖန်ပြတယ်ဒုက္ခဆင်းရဲတယ်တဲ့ဟုတ်လားဒါကဦးဇင်းတို့အိန္ဒိယမှာအဲ့ဒီအကျင့်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကအလွန်များတာနော်အလွန်ပူလောင်တဲ့လူကကာလမျိုးမှာဘေးမှာမိဘုံကြီးလေးဘုံဖိုး
ဘောကနေကလည်းစစ်စစ်တော့ပူချွေတန်လေးရွှဲရွှဲထွက်ပြီးတော့ကိုအဲ့လိုပူးလောင်နေအောင်ရှုမြတ်လိုက်ရင်ကိလေသာစိတ်တွေမဖြစ်နိုင်ဘူးလို့သူတို့ကအဲ့လိုယုံကြည်ပြီးတော့ခန္ဓာကိုယ်ကိုနှိပ်စက်တဲ့ဆင်းရဲစေတဲ့အကျင့်ကိုကျင့်ကြတာဟုတ်လားအဲ့ဒီအတ္တကိလေသာအကျင့်ဟာနံပါတ်1ပါတဲ့တော့ဒုက္ခဆင်းရဲတယ်တဲ့အနရိယရှုရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေလည်းမကျင့်ဘူးတဲ့အဲ့ဒီအကျင့်ကိုအနတ္တတန်ဟိတံသူလည်းပဲအကျိုးမရှိဘူးတဲ့ဟောဒုက္ခနရိယအနတ္တတန်ဟိတံ၃ချက်ကာမတုခန္ဓိကနုယောဂကိုပြောထားတာနဲ့အတ္တကိလမထနုယောဂကိုပြောထားတာမတူဘူးနော်ကာမတုခန္ဓိကနုယောဂထဲမှာဒုက္ခဆိုတဲ့စကားလုံးမပါဒုက္ခဆင်းရဲတယ်လို့ပြောထားတာတော့မပါဘူးဟိနံယုံညံတဲ့ကမ္မကြံထမ်းတဲ့ပုထုဇဉ်ကပုထုဇဉ်ကိလေသာထူပြောတဲ့ပုဂ္ဂိုလ်တွေလောက်တာဟုတ်လားအနရိယဖြူရှင်တန်ရှင်းတဲ့လူတွေမလုပ်ဘူးအနတ္တတန်ဟိတာအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်ဟုတ်လားသူတို့နှစ်ခုမှာဘယ်အချက်သွားတူတုံးဆိုတော့အနရိယအနတ္တတန်ဟိတံဆိုတဲ့နှစ်ချက်တော့သွားတူတယ်ဟုတ်လားအရိယာတွေမလုပ်ဘူးအကျိုးမရှိဘူးဆိုတာချင်းကြတော့တူတယ်အတ္တကိလမထဒုယောဂကြတော့ဒုက္ခဆိုတာကကွဲပြားသွားတယ်အတ္တကိလမထဒုယောဂအကျင့်ကိုဟိနံယုံညံ့တယ်လို့မပြောဟုတ်လားကာမကြမ်းထမ်းတယ်လို့လည်းမပြောပောတုဇဏိကပုထုဇဉ်တို့ရဲ့အကျင့်လို့လည်းမပြောဘူးဒါပေမဲ့ပုထုဇဉ်တွေပဲအတ္တကိလမထဒုယောဂကိုကျင့်တာပါဟုတ်လားသို့တော့ဒီနေရာမှာအသုံးနှုန်းလေးတွေကိုစိတ်ဝင်စားနေခြင်းလို့ဦးဇင်းကအသေးစိတ်ပြောပြတာနောက်ခုကလူငယ်ပိဋကမဟုတ်လူကြီးတွေကြီးနားထောင်တာဆိုတော့စဉ်းစားစရာလေးကိုဦးဇင်းကပြောပြတာဟုတ်လားအဲ့လိုမျိုးမကောင်းတဲ့အချက်တွေနဲ့ဝေဖန်ထောက်ပြပြီးတော့မြတ်စွာဘုရားကဒါဟာအယုတ်တရားတွေဖြစ်တယ်ဒါကြောင့်ဒါကိုမကျင့်သုံးရဘူးဒါဖြင့်ဘယ်လိုကျင့်သုံးရမှာတုံးဆိုတော့အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမိစိမမေဇိမပရိပဒါအကျင့်လမ်းကိုကျင့်သုံးရမယ်ပေါ့အဲ့ဒါကိုကျတော့မြတ်စွာဘုရားကဘယ်လိုညွှန်ပြတော့ဆိုတော့ဧတိခောဘိက္ခဝေဥဘောအန္တိအနုပက္ခမမေဇိမပရိပဒါတထာဂရေနအဘိတံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဒီပါဠိတော်လေးဘယ်ထဲမှာလဲတွေ့ဖို့တော့ဓမ္မစကြာလည်းတွေ့ဖို့လေနော်ယခုပြောခဲ့တဲ့အစွန်းတရားနှစ်ပါးကိုမလိုက်စားဘဲနဲ့ရှောင်ကျဉ်ပြီးတော့မြတ်စွာဘုရားကိုယ်တော်တိုင်ထိုးထွင်းပြီးတော့တည်တော်မူထားတဲ့မေဇိမပရိပဒါလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးရမယ်တဲ့အဲ့ဒါမြတ်စွာဘုရားကကိုယ်တော်မြတ်ထိုးထွင်းပြီးတော့တည်ထားတဲ့အဲ့ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားလို့ဆိုတဲ့မေဇိမပရိပဒါကိုဘယ်လိုအမွှန်းတင်ဂုဏ်ပြုပြီးတော့ဟောထားသလဲအဲ့ဒါလေးလည်းပဲပြောကြကောင်းတယ်ပေါ့နော်အဲ့ဒီမေဇိမပရိပဒါဆိုတဲ့အကျင့်ဟာဘယ်လိုစွမ်းရည်တတ္တိတွေရှိတာတော့တနည်းအားဖြင့်ပေါ့ဟုတ်လားမေဇိမပရိပဒါလမ်းကိုရှောက်လို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်လုံးဆိုတာကိုလည်းပဲတပြိုင်တည်းနားလည်သွားနိုင်တယ်ပေါ့သက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိ6မျိုးပြောထားတယ်သိက္ခာနာတော်နော်သက္ခုကရဏီမြင်ခြင်းကိုပြုတတ်တယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်မယ်ဆိုလို့ရှိရင်မေဇိမပရိပဒါလမ်းကိုရှောက်မယ်ဆိုရင်အမြင်ကျဲလာမယ်အမြင်ကြီးလာမယ်နော်ငကိုယ်တုံးကမမြင်ဘူးတာတွေမြင်လာမယ်မြင်တယ်ဆိုတာဉာဏ်နဲ့မြင်တာကိုယဉ်ညွှန်းတာပါဟုတ်လားပဂရိမျက်စိဆိုတာကဘာမှသိပြီးတော့အစွမ်းတတိထက်မြက်လာတယ်လို့မဆိုနိုင်ဘူးတကယ်တမ်းကပဂရိမျက်စိနဲ့မြင်လို့မရတဲ့အရာတွေကလောကကြီးမှာပိုများပါတယ်ပဂရိမျက်စိနဲ့မြင်လို့ရတဲ့အရာဆိုတာအလွန်နည်းပါတယ်ဟုတ်လားတအုပ်ကပြောတာတော့သက္ခုကရဏီမြင်ခြင်းကိုပြုတတ်တယ်။ဘာနဲ့မြင်မအောင်ဆိုဉာဏ်နဲ့မြင်ပဲပေါ့။သက္ခုကရဏီပြီးတော့ညာနာကရဏီသိခြင်းကိုပြုတတ်တယ်။ငကိုယ်တုံးကမသိသေးတာတွေသိလာမယ်။ဟုတ်လား။ငကိုယ်တုံးကမစဉ်းစားဘူးတာတွေစဉ်းစားတတ်လာမယ်။နောက်အသိဉာဏ်တွေပို့ပြီးတော့ကြီးလာမယ်ပေါ့။သက္ခုကရဏီညာနာကရဏီဥပသမယတဲ့ငြိမ်းအေးမှုရှိလာမယ်။နောက်လောဘဒေါသမောဟနည်းပါးရာကနေတဖြည်းဖြည်းစိတ်နှလုံးဟာအေးချမ်းပြီးတော့ဥပသမယငြိမ်းအေးမှုဆိုတာကိုသိကြပေါက်ရမယ်။ဘယ်ကြီးပါအကျင့်မြတ်တရားမေဇိမပရိပဒါလမ်းကိုရှောက်မယ်ဆိုလို့ရှိရင်ပေါ့နော်သက္ခုကရဏီညာနာကရဏီဥပသမယနော်ပြီးတော့ဗါတော့အဘိညာယတဲ့အဘိညာယဆိုတာထူးသောဉာဏ်ဖြင့်သိမယ်လို့ပြောတာထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာကတာမန်တယောသိခြင်းအတိကိုကျော်လွန်တဲ့အတိကိုနော်ထူးတဲ့ဉာဏ်ဆိုမှတော့တယောသိခြင်းအတိမဟုတ်ဘူးပေါ့ဒီကမှာတော့ဦးဇင်းတို့တယောသိခြင်းအတိက
မြင်လိုက်တယ်ဆိုရင်ဒါယောက်ျားတွေမိန်းမတွေဒါကငါခင်တဲ့လူဒါကငါမခင်တဲ့လူဟုတ်လားငါသူပုဂ္ဂိုလ်တ attva ချစ်သူခင်သူမုန်းသူဒီလိုမျိုးပုဂ္ဂိုလ်တ attva အမြင်နေနဲ့သိကြတာဟုတ်လားထူးတဲ့အတိဆိုတာအဲ့ဒီလိုအတိမျိုးကိုမဆိုလို့နော်သဘာဝတရားကြီးကိုမှန်မှန်ကန်ကန်နားလေတဲ့အတိမျိုးနော်ယုတ်တနန္တတို့ရဲ့သဘာဝဟုတ်လားမတည်မြဲတဲ့အနိစ္စသဘောအကောင်းမဟုတ်တဲ့ဒုက္ခသဘောအဆိုးမရမပိုင်တဲ့အနတ္တသဘောဒီခန္ဓာရဲ့သဘောဒီလောကရဲ့သဘောကိုအဲ့ဒါလိုမှန်မှန်ကန်ကန်သိတာတကယ်တမ်းကလောကဆိုတာယုတ်နံတို့ရဲ့အစုအဝေးပဲလေဟုတ်တယ်မဟုတ်လားလောကဆိုတာဘာလို့ယုတ်နံတို့ရဲ့အစုအဝေးတော့တတ္တဝါဆိုတာကပြည့်ညတ်ပဲတကယ်ကတော့ဒီယုတ်နံကိုပဲတတ္တဝါလို့ခေါ်တာပေါ့တကယ်ကတတ္တဝါရဲ့လို့မရှိဘူးပေါ့ဟုတ်လားအဲ့ဒီယုတ်နံဆိုတာကလည်းပဲနော်ဘာဖြစ်လို့မှသူကတည်မြဲမှုမရှိတဲ့သဘာဝတရားတွေဘယ်ယုတ်နံမှကြီးနေတယ်မြင်နေတယ်ဆိုတာမရှိဘူးဖြစ်ပြီးရင်မရှိတော့ဒါမှဖြစ်เสียအကြောင်းတရားတွေရှိတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြစ်တယ်ဖြစ်ရင်းနဲ့နောက်ထပ်ဖြစ်เสียအကြောင်းတွေကိုဖန်ထားခဲ့တဲ့သဘောလေးရှိတယ်ပေါ့နော်ဒီကုလုံးကဖြစ်เสียအကြောင်းတရားတွေအများကြီးလှုပ်ထားတာရဲ့အရှိန်ကြောင့်လည်းပဲဆက်ဖြစ်နေတာတွေရှိတယ်ပေါ့တော့ပေါ့လားအဲ့တော့ဒီယုံ nant ဆိုတာဖြစ်เสียအကြောင်းရှိလို့ဖြစ်တယ်ဒါပေမဲ့တည်မြဲနေတာမဟုတ်အဲ့ဒါလိုတည်ခြင်းမြဲခြင်းမရှိဘူးဆိုတဲ့သဘာဝလက္ခဏာနော်အနိစ္စလက္ခဏာတာမညာလက္ခဏာဒါတွေကိုနားလည်လာတယ်ဟုတ်လားထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာတဲ့တဲ့ပြောရရင်အနိစ္စဒုက္ခအနတ္တကိုသိတဲ့ဉာဏ်ကိုပြောတာဝိပဿနာဉာဏ်ကိုပြောတာဟုတ်လားအဲ့တော့သက္ခုကရဏီမြင်ခြင်းကိုပြုတတ်တဲ့ဉာဏကရဏီသိခြင်းကိုပြုတတ်တဲ့ဥပဒမာယမြင်အိမ်မှုကိုရစေမယ်အဘိညာယဝိပဿနာဉာဏ်လို့ဆိုတဲ့ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတဲ့အနေအထားမျိုးကိုရရှိမယ်အောင်ပြီးတော့တန်ဘောဓာရတယ်ဟောတန်ဘောဓာယဆိုတာကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိနောက်ထူးကဲမြင့်မြတ်တဲ့သစ္စာလေးပါးကိုထွန်းထွန်းပြီးတော့သိတဲ့မဉ္ဇဉ်လေးပါးဖြင့်သိတာကိုတန်ဘောဓာယလို့ပြောတာသူကတော့အမြင့်မြတ်ဆုံးဉာဏ်လေးပေါ့ဟုတ်လားအဲ့ဒီလိုထူးကဲတဲ့မြင့်မြတ်တဲ့ဉာဏ်တွေကိုလည်းပဲရမယ်တဲ့မြတ်စွာဘုရားကကိုတော်မြတ်ထွန်းထွန်းပြီးတော့သိထားတဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားမေဇိမပရိပဒါလမ်းကိုရှောက်မယ်ဆိုလို့ရှိရင်ဟုတ်လားနောက်ဆုံးနိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းအလုံးကသဝတ္တတိဖြစ်လိမ့်မယ်အကျိုးကျေးဇူးဘယ်နှမျိုးတော့6မျိုးယခုနကကာမတုခံလိကလူယောဂရဲ့အပြစ်အတ္တကိလမထလူယောဂရဲ့အပြစ်အဲ့ဒါကိုပြပြီးတော့အဲ့ဒီအပြစ်ရှိတဲ့လမ်းတွေကိုမလျှောက်ဖဲနဲ့အခုလိုအကျိုးကျေးဇူးအလွန်များပြားတဲ့မေဇိမပရိပဒါအကျင့်လမ်းကိုရှောက်ရမယ်ဒါကိုပဲဦးဇင်းတို့စတော်ဘုရားကြီးကအယုံနှစ်ပါးမလိုက်စားလမ်းသွားမေဇိမလို့ပြောတာအဲ့ဒီတစ်ချက်တည်းကိုပဲကျင့်သုံးနိုင်မယ်ဆိုရင်ဘာမှမချမ်းသာတဲ့အကြောင်းမရှိဘူးပေါ့ဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးရမယ်ဆိုတဲ့နေရာမှာဆိုတော့ကြီးကတော့သူကမဂ္ဂင်၈ပါးလုံးကိုအသေးစိတ်ပြီးတော့သူမပြောဘူးနောက်ထပ်ပြောစရာတွေလည်းအများကြီးကြံနေသေးလို့အချိန်ချမ်းတဲ့သဘောလေးဖြစ်ကောင်းဖြစ်မယ်ပေါ့ဘာကိုပဲပြောသွားလို့ဆိုတော့ဦးဇင်းတို့တမာဒိဋ္ဌိတစ်လုံးနဲ့ကိုပဲပြောသွားဘာဖြစ်လို့လဲဆိုတော့တဲ့တမာဒိဋ္ဌိရာဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ကျန်တဲ့တမာသင်္ကပ္ပအမှုပြုတဲ့မဂ္ဂင်9ပါးဟာအလိုလိုဖြစ်လိမ့်မယ်တဲ့ဘာနဲ့ဥမာတူတော့ဆိုလို့ရှိရင်ယထာတွဲကြီးရှစ်တွဲမှာခေါင်းတွဲကလာပုံမှန်ခုံမောင်းသွားမယ်ဆိုရင်နောက်တွဲ9တွဲဟာလိုက်လာလိမ့်မယ်လို့ဆိုရအဲ့လိုဥမာပေးတယ်အဲ့လိုပဲဦးဇင်းတို့မဂ္ဂင်7ပါးယထာတွဲကြီးမှာတမာဒိဋ္ဌိဆိုတာခေါင်းတွဲကြီးနဲ့တူတယ်ဒါကြောင့်သူ့ကိုယ်သာလည်းရေးရေးလေးလေးနားလည်အောင်ကြိုးစားပြီးတော့ဒီတမာဒိဋ္ဌိမဂ္ဂင်ဖြစ်အောင်သာအားစိုက်ပြီးတော့ကြိုးစားရမယ်ဟုတ်လားအဲ့လိုမျိုးဆိုကြီးကသင်ပေးတယ်အဲ့လိုဆိုရင်တမာဒိဋ္ဌိဖြစ်အောင်ဘယ်လိုလုပ်ရမလို့ဟောတမာဆိုတာမှန်ကန်တာဒိဋ္ဌိဆိုတာအမြင်ဒါဦးဇင်းတို့အလေလန်းကိုရှောက်ဖို့မေဇိမပရိပဒါလန်းကိုရှောက်ဖို့မဂ္ဂင်၈ပါးကိုပွားများဖို့ဒါစတင်ပြီးတော့စဉ်းစားရမယ့်အပိုင်းတွေပြောနေဟုတ်လားအဲ့ဒါမဂ္ဂင်၈ပါးမှာလည်းတမာဒိဋ္ဌိကအရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်တမာဒိဋ္ဌိကိုအခုကင်ပြီးတော့ပြောတယ်ပေါ့အဲ့တော့တမာဆိုတာမှန်မှန်ကန်ကန်ဒိဋ္ဌိဆိုတာအမြင်မှန်ကန်တဲ့အမြင်အဲ့တော့တမာဒိဋ္ဌိဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုတော်တိုင်အတိတ်ပဲဖွင့်ဆိုထားတဲ့ဒေသနာတွေအများကြီးရှိတယ်အထူးသဖြင့်ဦးဇင်းတို့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာတမာဒိဋ္ဌိဆိုတာဘာကိုပြောတာတော့ဆိုတာကိုမြတ်စွာဘုရားဖွင့်ဆိုပြထားတယ်တမာဒိဋ္ဌိဆိုတာသစ္စာ၄ပါးကိုသိတာကိုတမာဒိဋ္ဌိလို့ခေါ်တယ်တဲ့ဟော
နော်ဘာကိုသိတာသစ္စာလေးပါးကိုသိတာနော်ဒီခန္ဓာကိုယ်ကြီးဟာဆင်းရဲတဲ့တရားမြတ်လာဖြစ်တယ်လို့သိရမယ်အဲ့ဒါတမာဒိဋ္ဌိဒုက္ခသစ္စာကိုသိရနော်ခန္ဓာဟာကောင်းတဲ့သဘောမဟုတ်ဘူးဒါဟာအမှန်တရားပဲကောင်းတဲ့သဘောမဟုတ်တာကိုကောင်းတဲ့သဘောမဟုတ်ဘူးလို့သိချင်းသိနေတယ်အဲ့ဒါတမာဒိဋ္ဌိပဲနော်အကျဉ်းဝင်ရှိပြခြင်းနေဆိုရင်တော့ပဋိသန္ဓေဩနာပေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွဲချစ်သူကွယ်နဲ့လိုလဲမရအကျဉ်းပြတော့ပင်စဥပါဒလက်ခန္ဓာသစ္စာဒုက္ခမှမောလာတယ်ဟုတ်လားပါဠိတော်လေးနဲ့အညီဆိုတော့ဘုရားကြီးရေးထားတာပါပဲဒါလေးတွေကိုရွတ်ဆိုရင်းနဲ့အတန်ရဲ့နောက်ကိုညံလိုက်ပြီးတော့စဉ်းစားဆင်ခြင်ရမယ်လို့ဆိုကြီးကအဲ့လိုနီလန်ပေးတယ်ဟုတ်လားပဋိသန္ဓေဩနာပေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏ဒါဟာဒုက္ခပါလို့ဘယ်သူမှအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ငြင်းချက်မထုတ်နိုင်ဟုတ်လားပဋိသန္ဓေနေရတဲ့ကိစ္စဟုတ်လားအိုရတဲ့ကိစ္စနာရတဲ့ကိစ္စပျက်စီးသေးဆုံးရတဲ့ကိစ္စဟုတ်တယ်မဟုတ်လားပဋိသန္ဓေဩနာပေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏ဒီအချက်၄ချက်ကိုပဲပဲပဲနေနေသဘောပေါက်ရင်ဘဝဟာဒုက္ခမြတာဖြစ်တယ်ဆိုတာဘာမှလက်မခံနိုင်ကြမရှိဘူးဟုတ်တယ်မဟုတ်လားဝေကြီးနဲ့လည်းကာကွယ်လို့မရတတ်ထားတဲ့ပညာနဲ့လည်းကာကွယ်လို့မရဘာနဲ့မှကာကွယ်လို့မရဖြစ်လာတဲ့သတ္တဝါတိုင်းညီတူမျှတူခံရရတယ်ပဋိသန္ဓေဩနာပေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်ဒါအရင်အမြစ်ကြတဲ့ဒုက္ခကြီးလေးပါဟုတ်လားမချစ်ရှင်တွေချစ်သူကွယ်နဲ့ဟောဒီဒုက္ခတွေကိုပြောတဲ့နေရာမှာဦးဇင်းကတော့စိတ်ဝင်စားတယ်ဘယ်လိုလူမျိုးမှရှောင်လို့မရတဲ့ဒုက္ခကိုမြတ်စွာဘုရားဟောတာမချစ်ရှင်တွေချစ်သူကွယ်နဲ့မချစ်တဲ့လူတွေနဲ့အတူတူနေရတဲ့ဒုက္ခဟာတထေးတွေလည်းရှောင်လို့မရအာနာရှိတဲ့လူတွေလည်းရှောင်လို့မရဘယ်လိုလူသားမှရှောင်လို့မရလူရည်လို့ဖြစ်လာလို့ရှိရင်မချစ်တဲ့လူနဲ့နော်အတူတူနေရတဲ့ဆိုတဲ့ဒုက္ခအနေနဲ့အများရှိနေကြတယ်အဲ့ဒါဟာဆင်းရဲတယ်လို့ပြောမလားချမ်းသာတယ်လို့ပြောမလားမချစ်ရှင်တွေပြီးတော့ချစ်သူကွယ်နဲ့အတူတူနေခြင်းတဲ့လူနဲ့မနေရတဲ့ဒုက္ခလူတိုင်းမှာရှိတယ်လူတိုင်းမှာရှိတယ်ချွတ်ချက်မထားဟုတ်လားဒါကြောင့်လူတိုင်းတွေ့ကြုံရမယ့်ဒုက္ခငြင်းလို့မရအောင်မြတ်စွာဘုရားဟောထားတယ်လို့များဟောထားတယ်လို့များတောင်ထင်ရမလို့ရှိရောဟုတ်လားမချစ်ရှင်တွေချစ်သူကွယ်နဲ့လိုလဲမရဟောဒီဒုက္ခလည်းလူတိုင်းမှာမရှိဘူးလားရှင်တော့ကိုဖြစ်ကျင်တာတွေမဖြစ်တာပဲများပါတယ်ကိုလိုချင်တာတွေမရတာပဲများပါတယ်ဟုတ်လားလိုလဲမရအကျဉ်းပြမယ်ဆိုရင်တော့ပင်စဥပါဒလက်ခန္ဓာသစ္စာဒုက္ခမဟုတ်လားဥပါဒံတရားတို့ရဲ့အာယုံဖြစ်တဲ့ဒီခန္ဓာ၅ပါးဟာဒုက္ခပါပဲလို့ဒါအကျဉ်းချုပ်ဒုက္ခတွေကိုရည်တွက်လို့မကုန်နိုင်လို့မို့အကျဉ်းချုပ်ပြီးတော့မြတ်စွာဘုရားပြောလိုက်တာတပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေကတမာဒိဋ္ဌိဖြစ်အောင်ကြိုးစားမယ်ဆိုရင်နံပါတ်1ဒီခန္ဓာကိုယ်ကြီးဟာအကောင်းမဟုတ်ဘူးဆိုတာကိုမှန်မှန်ကန်ကန်သိရမယ်ပေါ့အဲ့ဒီသိတဲ့အသိကိုလည်းပဲပွားများရမယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တရားရှုမှတ်တယ်သတိပဋ္ဌာန်ဘာဝနာပွားတယ်မဂ္ဂင်7ပါးပွားတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးကိုတတိထားတာတတိထားရင်အဖြစ်ခန္ဓာကြီးဟာမကောင်းဘူးဆိုတဲ့အမှန်ကိုသူမသိရဘူးလားသိတယ်အဲ့လိုသိပြီဆိုတာနဲ့ဟောတမာဒိဋ္ဌိအမြင်မှန်နေဟာရင်းတန်လာတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားမတည်မြဲတာကိုသိခြင်းဖြင့်အကောင်းမဟုတ်တာကိုသိလာပြီဆိုရင်ဒါဒုက္ခသစ္စာကိုတဖြည်းဖြည်းနဲ့မဖြစ်လာသဘောပေါက်လာတယ်နားလည်လာတယ်ဟုတ်လားဒါဒိဋ္ဌိကိုရှင်းပြတာနော်အဲ့ဒါပဲဦးဇင်းတို့မကောင်းတဏလောဘမှမို့သစ္စာသမုဒယမှမောလားလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘသည်ဒုက္ခအလုံးကိုဖြစ်စေတဲ့တရားဖြစ်တယ်လို့သိရမယ်အဲ့ဒါတမာဒိဋ္ဌိနော်လောဘဖြစ်ရင်ဒုက္ခဖြစ်မှာပဲလို့သိရမယ်လောဘဟာချမ်းသာခြင်းရဲ့အကြောင်းမဟုတ်ဘူးဆင်းရဲခြင်းရဲ့အကြောင်းဖြစ်တယ်ဒါကိုဘာလို့မလို့သိရမယ်အဲ့ဒါကိုသိခြင်းသိနေမယ်နဲ့ဒါတမာဒိဋ္ဌိဖြစ်နေတာတမာဒိဋ္ဌိဖြစ်နေခြင်းသိပဲနဲ့မဂ္ဂင်7ပါးကိုပွားများရရောက်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟောနောက်ပြီးတော့ဦးဇင်းတို့ဒုက္ခချုပ်ခြင်းရာနော်တဏှာချုပ်ရာနိဗ္ဗာန်မှာသစ္စာនិရောဓမှမောလားនិရောဓသစ္စာနဲ့ပတ်သက်ပြီးတော့အဲ့လိုစဉ်းစားတတ်ရမယ်အဲ့လိုသိရမယ်ဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းကောင်းသောအတိကောင်းပြီးအကြံကောင်းကံဆိုပြောကောင်းသောအပြုကောင်းမှုတမွေကောင်းရေးလုံးလာကောင်းထတတိကောင်းပြီးတည်ကြည်ဤရှင်းမည်တွင်မီမကမှမောလား
ဒီမဂ္ဂင်7ပါးအကျင့်လန်းကိုရှောက်မှစောစောကလောဘချုပ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့မဂ္ဂင်7ပါးရဲ့စွန့်ရည်တတ်တိကိုလည်းပဲသိဖို့မလိုဘူးလားလို့တယ်ဒါကဦးဇင်းတို့ဘာကိုအဓိပ္ပာယ်ဖွင့်နေတာလို့တမ္မာဒိဋ္ဌိကိုအဓိပ္ပာယ်ဖွင့်နေတာဟုတ်လားဒါကြောင့်ဒီတမ္မာဒိဋ္ဌိကိုဖြစ်စေခြင်းဖြင့်မဂ္ဂင်7ပါးကိုပွားများအထုတ်မယ်ဆိုရင်အယုတ်လန်း2ပါးကိုလည်းပဲအဲ့ဒီအချိန်မှာရှောင်ကျင်ပြီးဖြစ်နေတယ်အလွန်တရာအကျိုးကျေးဇူးများတဲ့သက္ကုကရဏီညာနာကရဏီဥပဒမာယအပညာယသံဘောဓာယနိဗ္ဗာနာယလို့ဆိုတဲ့အကျိုးကျေးဇူး6မျိုးကိုဖြစ်ပေါ်စေမဲ့အလေအလတ်မေဇိမပရိပဒါလမ်းကိုလည်းပဲရှောက်လန်းရာရောက်နေပြီလို့မဆိုနိုင်ဘူးလားအဲ့ဒါကိုပဲဦးဇင်းတို့အယုတ်2ပါးမလိုက်စားလမ်းသွားမေဇိမလို့ပထမအရဏဝိပင်ကသုဒ္ဓမဟောထားတဲ့ချမ်းသာကြောင့်ပထမချမ်းသာကြောင့်ဒီလမ်းကောင်ဘယ်နှပါးတောင်ပြောမှာတော့6ပါးတောင်ပြောမှာနော်နောက်ပိုင်းကျတော့သူကပြောရေးဆိုရေးတွေနဲ့ပတ်သက်ပြီးတော့ပဲပြောထားတော့အဲ့ဒါတွေကအချင်းကျုပ်လေးပြောလို့ရပါတယ်ဟုတ်လားခုလုံးလုံးတွေကဒါလေးကရှင်းပြစရာအလွန်ကောင်းလို့အခြေခံလည်းအလွန်ကျလို့ဦးဇင်းတို့အကျေတဝန်းထိုက်တဲ့လောက်ပြောလိုက်တယ်ဟုတ်လားအယုတ်2ပါးမလိုက်စားလမ်းသွားမေဇိမနောက်ဦးဇင်းတို့ဒုတိယအရဏဝိပင်ကတရားသွားရအောင်အဲ့ဒါကျတော့ဘာပြောတာလဲဆိုတော့မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြမြတ်စွာဘုရားကတော့ဘယ်လိုဟောတာလဲဆိုတော့ဗုဒ္ဓတဏင်္စစင်ညာအပတာရဏင်္စစင်ညာဥဒ္ဒါရဏင်္စညတဝပတာရဏင်္စညတဝနေဥဒ္ဒါရေယနအပတာရေယဓမ္မမေဝဘာတေယလို့အဲ့လိုမြတ်စွာဘုရားတော့ဟောအဓိပ္ပာယ်ကဘာလို့ဆိုတော့ဥဒ္ဒါရဏင်္စမြောက်ပင့်ပြောဆိုခြင်းကိုစင်ညာသိရမယ်ဘယ်လိုပြောတယ်ဆိုတာမြောက်ပြောတာမြောက်ပြောတယ်ဆိုတာဘာလဲဆိုတာကိုသိရမယ်အပတာရဏင်္စစင်ညာနှိမ့်ချပြောတယ်ဆိုတာဘာလဲအဲ့ဒါကိုလည်းသိရမယ်ဟုတ်ရှောင်ဖို့ကြိုးစားတဲ့နေရာမှာအရင်သိအောင်လုပ်ရအောင်မယ်မြောက်တယ်ဆိုတာဘာလဲနှိမ့်ချတယ်ဆိုတာဘာလဲဥဒ္ဒါရဏင်္စညတဝအပတာရဏင်္စညတဝမြောက်ပင်ခြင်းနှိမ့်ချခြင်းကိုအဲ့ဒါလိုသိပြီးတော့မှနေဥဒ္ဒါရေယနအပတာရေယမြောက်ပင်ပြီးတော့လည်းမပြောနဲ့နှိမ့်ချပြီးတော့လည်းမပြောနဲ့ဓမ္မမေဝဘာတေယတရားလေးကိုပဲပြောတယ်တဘာဝလေးကိုပဲပြောဒီအချက်ကဦးဇင်းတို့အများကြီးပြောကြရရှိတယ်နော်မြောက်တယ်နှိမ့်နေဆိုတာဘာတော့ဆိုတာနဲ့ပတ်သက်ပြီးတော့အများစုကဒီအချက်ကိုမလိုက်နာနိုင်ကြဘူး။နော်ဦးဇင်းတို့လည်းပဲမလိုက်နာနိုင်။မလိုက်နာနိုင်တိုင်းလည်းပဲဆင်းရဲရတယ်။ဒါကတော့တရားကတော့သူလမ်းကြောင်းသူသွားတာပေါ့လေ။အဲ့တော့လိုက်နာနိုင်ရင်ချမ်းသာမယ်။မလိုက်နာနိုင်ရင်ဆင်းရဲမယ်။ဟုတ်လား။အဲ့တော့မြောက်ပင့်ပြောဆိုခြင်းနှိမ့်ချပြောဆိုခြင်းကိုရှောင်ကျဉ်နိုင်ဖို့အတွက်ပထမမြောက်ပင့်ပြောတယ်ဆိုတာဘာလဲနှိမ့်ချပြောတယ်ဆိုတာဘာလဲကိုအရင်သိရအောင်မယ်။ဟုတ်လား။အဲ့တော့ဦးဇင်းတို့ဒီနေရာမှာအလွယ်ဆုံးပြောရမယ်ဆိုရင်ဒါကလည်းပဲဦးဇင်းတို့မင်းကုန်းစတော်ဘုရားကြီးရဲ့ကြည်လူကြောင့်ဦးဇင်းတို့လည်းထိုက်တလောက်ပြောနိုင်တာပေါ့လေပါဠိတော်ကိုကြည့်ပြီးတော့ဆိုရင်အဲ့လောက်ကြီးရှင်းရှင်းလင်းလင်းမပြောနိုင်ဘူးမြတ်စွာဘုရားဘာလို့များရည်ညွှန်းတာပါလဲဘာလို့များဆိုလိုတာပါလဲဆိုတာအများကြီးစဉ်းစားရတယ်ပေါ့မှားသွားမှလေလားလို့လည်းပဲစိုးရင်ရတယ်ပေါ့ခုစတော်ဘုရားကြီးကစဉ်းစားပြီးတော့ယူဆပြီးတော့နော်ခိုင်ခိုင်မာမာပြောပြထားတော့ဦးဇင်းတို့ကနောက်ကလိုက်ပြီးတော့ပြောရတာအလွန်အားရှိတယ်ဟုတ်လားအဲ့တော့ဆိုကြီးကသူကမြောက်ပင့်ပြောတယ်ဆိုတာဘာကိုပြောတာတော့နှိမ့်ချပြောတယ်ဆိုတာဘာကိုပြောတာတော့ဆိုရင်တဲ့ပုဂ္ဂလဒိဋ္ဌံကြကြမပြောဓမ္မဒိဋ္ဌံကြကြပဲပြောတယ်ဆိုကြပါစို့လူတယောက်ကတော်တော်တော်တယ်တော်တော်ကောင်းတယ်မောင်ဖြူကတော်တော်ကောင်းတယ်လို့ဆိုကြပါစို့အဲ့လိုဆိုလို့ရှိရင်ဟောဒီမောင်ဖြူကတော်တော်တော်တာပဲဒီလူကအတော်ကောင်းတဲ့လူပဲလို့ပြောရင်မှန်တာပြောပါလဲနဲ့အဲ့ဒါမြောက်ပင့်ပြောဆိုတာရောက်တယ်တဲ့ဘယ်လောက်နုံညံ့သိမ့်ခွေတော့တရားစဉ်းစားနော်မောင်ဖြူတော်လို့မို့မောင်ဖြူတော်တယ်လို့ပြောလိုက်တာဘာဖြစ်တော့မြောက်ပင့်ပြောဆိုတာရောက်တယ်တဲ့ဒါမြင်မြောက်ပင့်ပြောဆိုတာမရအောင်ဘယ်လိုပြောရမှာတော့ခိုင်းမောင်ဖြူတော်တယ်ဆိုတာကိုဘာကြောင့်မောင်ဖြူကိုတော်တယ်လို့ပြောတာတော့မောင်ဖြူကသူများအသက်မတတ်ဘူးသူများပစ္စည်းမတရားမယူဘူးကမ္မကိစ္စဖောက်ပြန်မာရွှတ်စာမကျင်ဘူးနောက်သီလရှိလို့မောင်ဖြူကိုတော်တယ်လို့ပြောတယ်လို့ဆိုကြပါစို့အဲ့လိုဆိုလို့ရှိရင်မောင်ဖြူကျင့်သုံးတဲ့မောင်ဖြူကိုလူတော်တယောက်ဖြစ်အောင်နော်ဥဆောင်ပေးမယ်သူ့ရဲ့ကျင့်စဉ်ဓမ္မကိုပဲရှင်းမပြောဆိုရမယ်။ဟောသူများအသက်မတတ်တာတော်တော်ကောင်းတဲ့အလုပ်ပဲ။ဟောမောင်ဖြူနဲ့သူများအသက်မတတ်ခြင်းကိုခွဲခြားပြီးတော့ပြောလိုက်တာ။တကယ်ကအဲ့ဒါမှသဘာဝဆိုင်တာ။ဟုတ်တယ်မဟုတ်လား။မောင်ဖြူတော်တာအလကားတော်တာမဟုတ်ဘူးသူများအသက်မတတ်လို့တော်တာ။အဲ့တော့မောင်ဖြူကတော်တာလားသူများအသက်ကိုမတတ်ဖဲနဲ့ရှောင်ကျဉ်နိုင်တာကတော်တာလား။ဟ
ဒါပေမဲ့တရားဓမ္မတို့ဦးရင်တို့ချီးမွမ်းနေတာကျတော့ဘယ်သူကိုချီးမွမ်းမောင်ဖြူကိုချီးမွမ်းနေတာတကယ်အချီးမွမ်းခံရမယ့်တရားလေးကငုံနေတယ်သဘောပေါက်လားဒါကြောင့်ပုဂ္ဂလဒိဋ္ဌံပြောလို့ရှိရင်နောက်ပင်ပြောဆိုတာရောက်တယ်ဒါကြောင့်သူဘာလို့ကောင်းတာတော့ကောင်းတာတွေရှိလို့ကောင်းတယ်ဆိုတာအဲ့ဒီကောင်းတာတွေကိုပဲကောင်းတယ်လို့ပြောရမယ်လူကိုကောင်းတယ်လို့ပြောလို့ရှိရင်နောက်ပင်ပြောဆိုတာရောက်တယ်ဟုတ်လားအဲ့တော့ဆရာတော်ကြီးကဘယ်လိုလေးတောင်ပြောပြအောင်ဆိုမောင်ဖြူကတော်တော်ကောင်းတာပဲမောင်ဖြူကတော်တော်တာပဲဆိုရင်နောက်ဆက်တွဲဒါကြောင့်အဲ့ဒီမောင်ဖြူကိုငါကရေစင်နီးနေရတာအချစ်နေရတာလောဘနဲ့အဆုံးသတ်သွားတယ်တဲ့သဘောပေါက်ရဲ့လားမောင်ဖြူကောင်းတယ်လို့ပြောရင်လောဘနဲ့အဆုံးသတ်သွားတယ်မောင်ဖြူကိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်နော်မောင်ဖြူကျင့်သုံးနေတဲ့တရားဓမ္မကပဲပို့လိုက်တာအဲ့ဒီတရားဓမ္မကိုသာချီးမွမ်းမယ်ဆိုရင်တော့ဘာလောဘမှဖြစ်เสียအကြောင်းမရှိဘူးဒါမြောက်ပင်ပြောဆိုခြင်းကရှောင်တယ်ဆိုတာအဲ့လောက်ထိရှောင်ရမှာသဘောပေါက်ရဲ့လားဗျာအေးနောက်ဦးဇင်းတို့ကိုင်မြောက်ပင်ခြင်းကိုသဘောပေါက်ပြီဆိုရင်နှိမ့်ချခြင်းသူ့ကိုလည်းနည်းနည်းတော့ရိပ်မိပါရောမယ်ဟုတ်လားဆိုကြပါစို့မောင်မဲတယောက်တော်တော်ဆိုးတာပဲနော်တော်တော်ကိုမကောင်းတာပဲဆိုရင်မောင်မဲကဆိုးတယ်လို့ပြောရင်အဲ့ဒါနှိမ့်ချပြောရရောက်တယ်မကောင်းလို့မို့မကောင်းဘူးပြောတာကိုပဲနှိမ့်ချပြောရရောက်သွားတယ်ဒါနဲ့မောင်မဲကဘာလို့မကောင်းတာတော့ဆိုတော့သူများအသက်တက်လို့မကောင်းဘူးလို့ပြောတယ်ဆိုကြပါစို့အဲ့လိုဆိုရင်မောင်မဲကမကောင်းတာလားသူများအသက်ကိုတတ်တဲ့အမှုကမကောင်းတာလားသူများအသက်ကိုတတ်တဲ့အမှုကမကောင်းတာဟုတ်လားအဲ့လိုဆိုရင်သူများအသက်ကိုတတ်တာဟာမကောင်းဘူးလို့ပြောလိုက်လို့ရှိရင်ဒါဓမ္မသဘာဝလေးကိုပြောဆိုတာရောက်တယ်မောင်မဲမကောင်းဘူးလို့ပြောရင်တော့နှိမ့်ချပြောဆိုတာရောက်တယ်တဲ့အလွန်နူးညံ့သိမ်မွေ့တဲ့နော်ကျင့်စဉ်လေးလို့မဆိုနိုင်ဘူးလားအဲ့တော့အဓိကတရားဓမ္မတို့အရင်တို့လွယ်လွယ်မှတ်ရမှာကပုဂ္ဂလဒိဋ္ဌံမပြောမိအောင်ရှောင်ရမယ်ဓမ္မဒိဋ္ဌံပြောတဲ့အလေးအကျင့်ရှိအောင်ရှောင်ရမယ်ကောင်းတဲ့လူဘာလို့ကောင်းတာတော့ကောင်းတာလို့ကောင်းတာအဲ့လိုဆိုရင်ကောင်းတာလုပ်တဲ့လုပ်ငန်းစဉ်လေးကိုပဲရွေးပြီးတော့ချီးမွမ်းရမယ်မကောင်းတဲ့လူဘာလို့မကောင်းတာတော့မကောင်းတာလုပ်လို့မကောင်းတာအဲ့ဒါလူကိုကဲ့ရဲ့လိုက်မယ်ဆိုလို့ရှိရင်ရှုံ့ချရရောက်တယ်မောင်မဲတော်တော်ဆိုးတာပဲတော်တော်ညံ့တာပဲဒါကြောင့်အဲ့ဒီကောင်ကိုငါကြည့်လို့မရအောင်ဟောဘာနဲ့ဆုံးသတ်သွားဒေါသနဲ့အဆုံးသတ်သွားတယ်အကယ်၍သာမောင်မဲရဲ့မကောင်းမှုကိုပဲအပြစ်တင်မယ်ဆိုရင်ဒေါသဖြစ်เสียအကြောင်းမရှိဘူးသူများအသက်တတ်တာမကောင်းဘူးဆိုရင်ဘာဒေါသမှဖြစ်เสียအကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြောက်ပင်ခြင်းရှုတ်ချခြင်းကိုရှောင်ကျဉ်ခြင်းတယ်ဆိုရင်ပထမမြောက်ပင်ခြင်းဆိုတာဘာလဲရှုတ်ချခြင်းဆိုတာဘာလဲဆိုတာကိုအရင်နားလည်ရအောင်ပဲအတူတူပြောရမယ်ဆိုရင်တော့ပုဂ္ဂလဒိဋ္ဌံပုဂ္ဂိုလ်တယောက်ကောင်းတယ်လို့ပြောရင်မြောက်ပင်တယ်ပုဂ္ဂိုလ်တယောက်မကောင်းဘူးလို့ပြောရင်နှိမ့်ချရောက်တယ်အဲ့တော့ကောင်းခြင်းမကောင်းခြင်းကိုဖြစ်စေတဲ့ဓမ္မနဲ့အတ္တမကိုသာလည်းချီးမွမ်းရမယ်၊ကဲ့ရမယ်ဓမ္မကိုသာလည်းချီးမွမ်းရမယ်အတ္တမကိုသာလည်းကဲ့ရမယ်အဲ့လိုတရားလေးကိုပဲကြည့်ပြီးတော့ပြောတာကိုဓမ္မမေဝဘာတေယတရားကိုပဲပြောတယ်ဆိုအဲ့ဒါကိုပြောတယ်ဟုတ်ရဲ့လားနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မမြောင်မဆမနှိမ်ညာတရားဟောဖို့ပြဆိုတာအဲ့ဒါကိုပြောတာနော်မြောက်ပင်ခြင်းကိုရှောင်ရမယ်ရှုံချခြင်းကိုရှောင်ရမယ်တရားသာလေးကိုပဲပြောရမယ်တရားဆိုတာအမှန်ကိုပြောတာပေါ့နော်အမှန်ကိုထိအောင်ပြောနိုင်ရမယ်ခုလောကကြီးမှာနော်လူတွေဒီပြောဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်နေကြတာရှုပ်နေကြတာဟာဒီမြတ်စွာဘုရားရဲ့တရားတော်ကိုမလိုက်နာနိုင်လို့ခုပြောလိုက်တဲ့အဆုံးအမကိုမလိုက်နာနိုင်လို့လူတွေကပုဂ္ဂလဒိဋ္ဌံတွေကြီးပြောကြတယ်တချို့ဆိုရင်ဘယ်လောက်တည်းဆိုတော့ဆိုတော့ပုဂ္ဂလဒိဋ္ဌံတောင်မှန်မှန်ကန်ကန်မပြောပုဂ္ဂိုလ်ကမကောင်းပါပဲနဲ့ကိုကချစ်နေရင်ကောင်းတယ်လို့ပြောတာရှိတယ်ဟောပုဂ္ဂိုလ်ကကောင်းနေပါလေနဲ့ကိုကမုန်းနေတာနဲ့မကောင်းဘူးလို့ပြောတာတောင်ရှိတယ်တော်တော်ဝမ်းနည်းစရာကောင်းတယ်လောကကြီးကအကတိလိုက်ကြတယ်နော်ဓမ္မသဘောဆိုင်အောင်သွားဖို့ဆိုတာတော်တော်ကြီးဝေးနေသေးတယ်ဟုတ်လားပုဂ္ဂိုလ်ကိုတောင်မှန်မှန်ကန်ကန်ဝေဘာနာမျိုးမရှိဘူးအကတိလိုက်ပြီးတော့ကိုယ့်ရဲ့ချစ်ခြင်းကိုယ့်ရဲ့မုန်းခြင်းကိုပဲကြည့်ပြီးတော့ဝေဘာညာသဘောပေါက်ရဲ့လားအေးဒါတွေကဦးဇင်းတို့နေပေအသီးသီးမှာအလွန်ရှုပ်ထွေးစွာဖြစ်နေကြတယ်လို့ထင်ပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မမြောင်မဆမနှိမ်ညာတရားဟောဖို့ပြဆိုတာလေးဟာလိုက်နာဖို့တော်တော်မလွယ်ပါဘူးတော်တော်ခက်ခဲပါတယ်ဒါပေမဲ့မလိုက်နိုင်ရင်လည်းပဲဆင်းရဲမှာတော့အမှန်ပဲသူ့အတိုင်းတာနဲ့သူဆင်းရဲမှုကိုဖြစ်စေလိုက်နာနိုင်မယ်ဆိုရင်တော့မြတ်စွာဘုရားဟောတာမှားတယ်ဆိုတာမရှိပါဘူးချမ်းသာကြောင်းတရားပါသိကြပေါက်ချမ်းသာမယ်
နော်ဘယ်သူကမှကိုမုန်းစရာအကြောင်းမရှိဘူးကိုစကားအကြောင်းနှောင့်တရစရာအကြောင်းလည်းမရှိဘူးမတရားတာဟာမကောင်းဘူးလို့ပြောတယ်တရားတာဟာကောင်းတယ်လို့ပြောတယ်ပုဂ္ဂိုလ်တ attva ကိုမပြောတော့ပေါ့ရလားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒုတိယအရဏဝိပင်ကတရားအလွန်တရားစဉ်းစားကြရမရှိဘူးလားရှိတယ်ဘယ်နှပါးရှိသွားပြီတော့နှစ်ပါးရှိသွားပြီနော်အယုံနှစ်ပါးမလိုက်စားလမ်းသွားမစီမနော်မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြဟောနှစ်ပါးရှိသွားပြီနော်နောက်တတိယအရဏဝိပင်ကတရားသွားရအောင်ဆိုကြီးကဘလို့ရေးပြတာတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတံနော်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတံလောကမှာချမ်းသာဒုက္ခဆိုတာနှစ်မျိုးရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဗဟိတဒုက္ခနဲ့ဣဇတဒုက္ခအဲ့ဒီဒုက္ခတွေကိုသိရမယ်နော်ဣဇတဒုက္ခအတွင်းဒုက္ခဆိုတာဘယ်လိုသဘောလဲဗဟိတဒုက္ခအပြင်ချမ်းသာဆိုတာဘယ်လိုလဲအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောပြတော့ဆိုတော့ဒုက္ခဝိနိစ္စယံဇင်ညာဒုက္ခဝိနိစ္စယံညတ်တော်ဟာဣဇတဒုက္ခမနုယုံစီရဟောဒုက္ခဝိနိစ္စယံဇင်ညာဆိုတာဘာပြောတာချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်ရမယ်ဘယ်ချမ်းသာကဘယ်လိုဆိုတာကိုကိုယ်မှာဆုံးဖြတ်နိုင်တဲ့အသိရှိရမယ်တဲ့ပြောရရင်ဣဇတဒုက္ခဆိုတာဘယ်လိုသဘာဝရှိလဲဗဟိတဒုက္ခဆိုတာဘယ်လိုသဘာဝရှိလဲလို့ချမ်းသာခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသိကိုယ်မှာရှိရမယ်အဲ့ဒီအသိရှိပြီးတော့မှဣဇတဒုက္ခအတွင်းချမ်းသာကိုအနုယုံစေရအားထုတ်ရမယ်ဗဟိတဒုက္ခကိုတော့အမထုတ်ရဘူးလို့ဆိုလိုပြီးသားဖြစ်တယ်။အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဗဟိတဒုက္ခဆိုတာနဲ့အရင်စပြီးတော့ပြောမယ်နော်။ဗဟိတဒုက္ခဆိုတာကစောစောကကာမဒုက္ခတိကနုယောဂနဲ့နော်တော်တော်များများကြီးတူတယ်လို့ပြောရမှာ။ဟုတ်လား။မြင်လို့ဖြစ်တဲ့ချမ်းသာကြားလို့ဖြစ်တဲ့ချမ်းသာနှမ်းရှူလို့စားသောက်လို့တွေ့ထိလို့ဖြစ်တဲ့ချမ်းသာအဲ့ဒါကိုဦးဇင်းတို့ဗဟိတဒုက္ခလို့ခေါ်ပါတယ်။ဟုတ်လား။အဲ့ဒီဗဟိတဒုက္ခသည်ဘာကြောင့်မြတ်စွာဘုရားကသူ့ကိုအမထုတ်ရဘူးလို့ပြောရတော့ဆိုတော့ဒုက္ခတွေနဲ့ယဉ်ပြီးတော့ဒုက္ခတွေနဲ့ပဲအဆုံးသတ်တယ်လို့ပင်မမှုတွေနဲ့ယဉ်ပြီးတော့ပဲပင်မမှုတွေနဲ့အဆုံးသတ်သွားလို့ဗဟိတဒုက္ခကိုမလိုက်စားရဘူးလို့ပြောတာဒါဆိုကြီးကတော့နော်အလွန်ရိုးရိုးရှင်းရှင်းလေးပြောတယ်ပေါ့ဆိုရပါစို့ဟင်းနှစ်ခွက်နဲ့စားလိုက်ရင်လည်းပဲထမင်းတစ်နက်ပြီးပါလေတဲ့ဒါပေမဲ့ယတ္တတဏ္ဍာနောက်ကောင်းကောင်းစားကျင်တာလေးကိုဗဟိတဒုက္ခကိုမမောပြီးတော့ငါကတော့၄ခွက်နဲ့မှစားနိုင်မယ်၅ခွက်နဲ့မှစားနိုင်မယ်ဆိုရင်တော့နှစ်ဆအလိုလိုရလိမ့်မယ်တဲ့ဒါကကြမှာမဟုတ်ပဲဟုတ်လားဒါကြောင့်ဦးဇင်းကတော့တခါလေးအဲ့လိုရိုးရိုးလေးပြောတာလေးတွေကိုအယံသဘောကျတယ်ပေါ့နော်ဘဝမှာတေချာစဉ်းစားကြည့်ပါအဲ့ဒီဒုက္ခတွေဟာအလကားမရပါဘူးဘာနဲ့ရှင်းရတော့ဒုက္ခတွေနဲ့ရှင်းရတယ်ပင်ပန်းမှုတွေနဲ့ရှင်းရတယ်ဟုတ်လားနော်ကြိုးစားအထုတ်ပြီးတော့ယူရတယ်နော်ဒါတွေဟာကောင်းတာတွေကိုလှုပ်ဖို့အတွက်အချိန်တွေကိုခွဲဝေပေးလိုက်ရတယ်ခွန်အားတွေကိုခွဲဝေပေးလိုက်ရတယ်ဒါကြောင့်ဗဟိတဒုက္ခအတွက်ပေးလိုက်ရတဲ့အရင်ကြီးတွေကမနေဘူးပေါ့တချို့ဆိုလို့ရှိရင်ဒီဗဟိတဒုက္ခကိုရလို့တဲ့အတွက်ကြောင့်ကမ္မအာဇီဝကြကြရှာဖွေတာမျိုးမဟုတ်ဘဲနဲ့လောဘသိအားကြီးလာလို့ဆိုရင်ဗိဓာအာဇီဝနဲ့ရှာဖွေကြတာတွေမရှိဘူးလားရပြီးရောဆိုပြီးတော့လောက်ကြပြီပြောကြပြီတွေးကြပြီဆိုရင်တော့အဲ့ဒီဗဟိတဒုက္ခကိုရလို့တဲ့ချမ်းသာကတမလွန်ထိလိုက်ပြီးတော့အဲ့ဒါဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်ရှင်ပါဟောစဉ်းစားကြည့်နော်ဒုက္ခနဲ့စတယ်ပြီးတော့ဒုက္ခနဲ့ပဲဆုံးသွားတယ်ဒါကိုရလို့တဲ့အတွက်ကြောင့်မဟုတ်တာလုံးမိမယ်ဆိုရင်တော့အလွန်ကြီးကျယ်တဲ့အနာဂတ်ဒုက္ခရှိနေတယ်ပေါ့ဒါကြောင့်ဗဟိတဒုက္ခသည်အန္တရာယ်များတယ်ဘေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားဗဟိတဒုက္ခကိုမလိုက်စားရဘူးလို့အဲ့လိုဟောတာဟုတ်လားဒါလေးတွေကဖိသက်ပေါင်းသူတော်ကောင်းတို့ဘောမှာအကောကအရိယာသူတော်ကောင်းကြီးတွေလည်းမဟုတ်သေးနေတော့ပုထုဇဉ်ဘဝမှာမမောမှုတွေကတော့ရှိနေကြတာပေါ့ဟုတ်လားသို့တော်လည်းပဲအမြင်မှန်လေးနဲ့အသိမှန်လေးနဲ့ဩဒါတွေဟာအန္တရာယ်ရှိတယ်ဒါတွေဟာဒုက္ခတွေကိုများစေတဲ့အရာတွေမျှတာဖြစ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့တော့မလိုဘူးလားလိုတယ်နော်အဲ့လိုစဉ်းစားခြင်းအပြင်ကိုယ့်ကိုယ်ထိန်းချောင်းသွားမယ်ပေါ့ကိုယ့်ရဲ့အသိဉာဏ်ကဟုတ်လားကိုယ့်ရဲ့အသိဉာဏ်ကပဲကိုယ့်ကိုစောင့်ရှောက်သွားမယ်ပေါ့ဘေးတွေအန္တရာယ်တွေကြီးမသွားအောင်ဒုက္ခတွေများမသွားအောင်စောင့်ရှောက်ဒီဗိဓာဒုက္ခကိုရလိုတဲ့စိတ်နဲ့နှုတ်ကြိုးသားကြရင်းနဲ့နော်အထုတ်ကြရင်းနဲ့ပြစ္ဆုတ်ပန်ခြင်းရဲ့တန်တရားခြင်းရဲ့
မစိုးနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်သွားကြရတဲ့လူတွေအကြောင်းကိုတတ္တဝါတွေရဲ့အကြောင်းကိုပြောမယ်ဆိုရင်ပြောလို့မကုန်နိုင်အောင်များပါလေအထိမိဆုံးပြောရရင်တော့အပေလေးပုံမှာဒုက္ခရောက်နေကြတဲ့တတ္တဝါတွေဟာအဲ့ဒီဗေဒဒုက္ခကိုရှာဖွေကြရင်းနဲ့ရောက်သွားကြတယ်လို့မပြောနိုင်ဘူးလားပြောနေနော်ချမ်းသာတစ်ခုမမောမှုကြောင့်ပုပုရွာရွာဖြစ်သမျှတို့ဒုက္ခပင်လေကျင့်ထက်ကျယ်သည်ရွယ်တိုင်းမမြောက်နိုင်ပါတကားဆိုတာလေဒါကိုပြောတာပါပဲဟုတ်လားဒီချမ်းသာလေးကိုရခြင်းလို့တကောက်ကောက်လိုက်ရင်းနဲ့ကိုရခြင်းနဲ့ချမ်းသာသည်မရောက်ပါဘဲနဲ့ဒုက္ခပင်လေတဲ့ပဲတဝဲလေလေအချိန်ကုန်သွားကြတယ်အများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဒုက္ခဝိနိစ္စယဈဉ္ညာချမ်းသာခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသိရှိရမယ်ဒုက္ခဝိနိစ္စယညတ္တဝါချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့ဘယ်ချမ်းသာကဘယ်လောက်ဆိုတာမှန်မှန်ကန်ကန်သိတဲ့အသိရှိပြီးတော့အစ္ဆဒဒုက္ခအတွင်းချမ်းသာကိုအနုလုံစေရအမှန်မှန်အားထုတ်ရမယ်ဟောအတွင်းချမ်းသာကိုဘာလုပ်ရမလဲအားထုတ်ရမယ်အတွင်းချမ်းသာကဘာလို့ဆိုတော့အတူဆုံးပြောရရင်တော့တရားကြောင့်ဖြစ်တဲ့ချမ်းသာနော်အတွင်းကိုအာယုံပြုတ်ပြီးတော့ဖြစ်တဲ့ချမ်းသာအဲ့ဒါစတော်ကြီးကတော့သူကမျက်စိနဲ့မြင်အောင်ပြောတယ်ပေါ့ဆိုရပါစို့တဲ့အတွင်းချမ်းသာဆိုတာဇမင်မွေးခြင်းခြေလေးလက်သေးသွားအရေးအစရှိတဲ့32ခုဌာနကိုရှင်းရှင်းပြီးတော့ဒါဟာပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမမဟုတ်ပါတကားဆက်စုပ်ပွဲကုဋ္ဌာတအစုပါတကားလို့ကင်ရှင်းသားလိုက်တယ်ဆိုရင်စိတ်ထဲမှာအေးချမ်းမှုနော်စိတ်ထဲမှာငြိမ်းချမ်းမှုချမ်းသာဒုက္ခဆိုတာအထိုက်လျောက်ဖြစ်လာတယ်နော်အဲ့ဒါဒီအစ္ဆဒဒုက္ခပဲဟုတ်လားမိမိခန္ဓာကိုယ်ကိုစိုက်ကြည့်ပြီးတော့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကပြောင်းလဲနေတဲ့အရာတွေလို့ဟောအနိစ္စသဘောကိုသိမယ်ဆိုရင်ဟောထိုက်တဲ့ငြိမ်းချမ်းမှုဆိုတာအဲ့ဒီအချိန်မှာမရဘူးလားရတယ်အဲ့ဒါဒီပါချမ်းသာအစ္ဆဒဒုက္ခနော်အတွင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာသို့တော့အပြင်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာအဲ့တော့ဆိုကြီးကနော်သူ့စကလုံးလေးနဲ့သူကိုက်အောင်လဲပြောသေးတယ်နော်အပြင်ချမ်းသာဆိုတာကိုယ်နဲ့သိမဆိုင်ဘူးတဲ့အပြင်မှဆန်တယ်တကယ်အရေးတကယ်ဘေးမှာကိုယ့်ဘက်သားလို့မဆိုနိုင်ဘူးဆိုတဲ့အတိတ်ပဲရောဟုတ်လားအတွင်းချမ်းသာသေးတာနဲ့ကိုယ်ဟာအာကိုရမယ့်ချမ်းသာပြီးတော့သူတခုနှိုင်းရှင်ပြီးတော့ပြတာရှိသေးတယ်အပြင်ချမ်းသာဆိုတာကိုယ်တယောက်တည်းမပြီးဘူးတဲ့အာယုန်တွေကိုမျှော်ရတယ်အာယုန်တွေကိုရှားရတယ်ကိုကကြည့်ကျင်နေပြီကံကြည့်တရားကမရှိဘူးဆိုရင်ဒုက္ခရောက်ပြီတဲ့သဘောပေါက်ရလားကိုကကြားကျင်နေပြီကြားတရားအတန်မရှိဘူးဟောကိုကြားကျင်တဲ့လူရဲ့အတန်တိုင်းနဲ့ကိုကကြားကျင်တာပေါ့ကဲအဲ့ဒီလူကမရှိဘူးဆိုရင်ကိုကြားလို့မရအဲ့လိုဆိုရင်အလိုမကျတဲ့ဒုက္ခပါဝင်လာတယ်သူနှိုင်းရှင်ပြတာကအပြင်ဒုက္ခဆိုတာကိုတယောက်တည်းမပြီးဘူးကိုတယောက်တည်းမပြီးတဲ့အတွက်ကြောင့်မျောလင့်ရတဲ့သဘောရှိတယ်တောင့်တရတဲ့သဘောရှိတယ်ဖြစ်မလာဘူးဆိုရင်အလိုမကျရတဲ့ဒုက္ခရှိလာတယ်အစ္ဆဒဒုက္ခဆိုတာကိုတယောက်တည်းပြီးရတဲ့အလွန်လက်တွေ့ကျတဲ့ဟောပြောချက်လို့ဥယျာဉ်ထင်ပါတယ်ဆိုရဘယ်လိုပြောလို့ဆိုတော့ညတရင်တို့ထပြီးတော့တဲ့ကိုယ့်ရဲ့ခန္ဓာကိုအာယုံလေးစားလိုက်မယ်ထိုက်တဲ့ချမ်းသာဆိုတာရသွားတာဘယ်အဖို့မှမလိုဘူးဘယ်အာယုံမှမလိုပြင်ဘက်ကယူပါယုံတတ်တဲ့ယုံကိုကြီးညွှန်းပြောတာဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အစ္ဆဒဒုက္ခနဲ့ဗဟိတဒုက္ခအရေးအသွေးချင်းလည်းမတူဟုတ်လားဒုက္ခနည်းပုံချင်းလည်းမတူဒါကြောင့်မြတ်စွာဘုရားကအစ္ဆဒဒုက္ခကိုသာလေကြိုးစားပြီးတော့ရှာဖွေရမယ်ထူထောင်ရမယ်လို့ဟောတာဟုတ်လားဒါကိုပဲဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒလို့ပြောတာတဲ့ပြောရရင်တော့ကိုယ်ခန္ဓာရဲ့သဘာဝတရားတွေကိုကိုယ်တိုင်အမှန်တိုင်းသိအောင်ကြိုးစားရင်းဖြင့်အစွဲလန်းဥပါဒံတရားတွေနေပါရမှာတစ်ဆင့်ဖြစ်ပေါ်လာတဲ့ချမ်းသာကိုရအောင်ရှာကြရမယ်လို့ပြောတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ချမ်းသာစွာနေကြောင်းနီလန်ကောင်း6မျိုးတွေကဒါ3မျိုးပြီးသွားပြီပေါ့နော်ဒီဒါကတော့အဓိကကြားတယ်လို့ဆိုရမှာပေါ့နော်အယုံနှစ်ပါးမလိုက်စားလန်းသွားမရှိမှမမြောက်မစားမနှိမ်ညာတရားဟောဖို့ပြဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒတဲ့ဒါတွေကဦးဇင်းတို့အလွန်မှအရေးပါတဲ့နေနေပေါ့နောက်ထပ်3နည်းကြံနောက်ထပ်3နည်းကြတော့စိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုတော့ပြောရေးဆိုရေးနဲ့ပတ်သက်ပြီးတော့ပဲဇက်တိုက်ဟောတာဟောသောတော့ကမမြောက်မစားမနှိမ်ညာတရားဟောဖို့ပြဆိုတာလေအပြောပဲနော်တန်သုံးပါးရှိတဲ့နက်ကဝစီကံကို4မျိုးဟောတာလေအဲ့ဒါစိတ်ဝင်စားတယ်မကောင်းဘူးလားဒါကြည့်ခြင်းအပြင်ကိုယ့်ရဲ့ပါဇက်ကတွတ်တွတ်ပြောနေပြီပါဇက်နဲ့ပတ်သက်ပြီးတော့အမှားတွေအလွန်များနေပြီဆိုတာကိုခံမှန်းလို့ရနိုင်တယ်မှားနိုင်ကြည်တွေများလို့မို့အများကြီးဟောထားတယ်လို့ဦးဇင်းကတော့ထင်တာပဲအဲ့ဒီကမာကြီးကစဉ်းစားကြည့်နော်အဲ့တော့ဦးဇင်းတို့နောက်ထပ်
တတိယမြောက်မြတ်သရုတ်ထမြောက်မြတ်စွာဘုရားဟောတယ်နောက်ချမ်းသာကြောင့်တရားကျတော့ဘာပြောတော့မျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုပွဲသိတတ်လားနော်ရဟောဝါဒနဗတေယနတ္တမုခခိနံပနေတဲ့နော်ရဟောဝါဒမျက်ကွယ်မှာသူများမကောင်းကြောင်းပြောတဲ့စကားများကိုနဗတေယမပြောရဘူးတဲ့ဟုတ်လားနော်နတ္တမုခခိနံပနေတမုခသူ့ရဲ့ရှေ့မှာမျက်မှောက်မှာခိနံရှုံချတဲ့စကားကိုလည်းပဲနဗတေယမပြောရဘူးတဲ့ဒါတွေကအလွန်အန္တရာယ်ရှိတယ်လို့ထင်တယ်နော်ရှေ့တင်ရှုံချတဲ့စကားပြောမယ်ဆိုရင်တော့တောက်လျှောက်ကိုပဲရံဖြစ်ရစရာအကြောင်းရှိတယ်ဘယ်တရားဖြစ်ဖြစ်အတ္တဥရှိပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုတော့ကောင်းတယ်လို့ထင်ကြတာကြီးပဲကိုယ့်ကိုယ်တော့မှားတာတွေလုံးတောင်မှလှုပ်တဲ့လို့လှုပ်တယ်လို့ထင်ကြတဲ့လူတွေကြီးပဲကိုလှုပ်တဲ့အလုပ်ကိုမှန်တယ်လို့ပြောဖို့မှန်တယ်လို့မပြောနိုင်အောင်တောင်မှလှုပ်တဲ့တယ်လို့ပြောဖို့အတွက်အကြောင်းပြချက်ကိုယ်စီရှိနေကြတဲ့လူတွေကြီးပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဓိပ္ပာယ်ကဘာတော့မကောင်းဘူးလို့တော့ကောင်းမပြောနေနဲ့ဟုတ်လားမကောင်းဘူးလို့ပြောခြင်းဒီတောက်လျှောက်တုတ်ပြန်ခံရမယ်အချက်ပဲနောက်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုရင်းစားရမယ်ပေါ့ကိုကိုမကောင်းဘူးလို့ပြောရင်ကိုခံနိုင်မလားဟုတ်တာမဟုတ်တာမှန်တာမမှန်တာကနောက်တစ်ချက်လောလောဆယ်တော့ရှူးရှဲရှဲနဲ့ဒေါသအရင်ထွက်လာမယ်ဟုတ်တယ်မဟုတ်လားပြောတာကလည်းပဲမကောင်းဘူးလို့ပြောလို့ရှိရင်သူ့ကိုမကောင်းတာတွေကိုပြင်နေခြင်းလို့စေတနာနဲ့ပြောတာကရှားတယ်နှိမ့်ချလို့တဲ့သဘောနဲ့မင်းလူညင်းတယောက်ပဲဆိုတဲ့အမျိုးနဲ့မကျေနပ်လို့မုန်းလို့ပြောကြတာပဲများတယ်လေအဲ့ဒီလိုခံစားချက်ကြီးနဲ့ကိုကပြောနေပြီဆိုတဲ့ကိုကလည်းတော်တော်ကိုမဟုတ်တော့အဲ့တော့တစ်ဖက်လူကငါမင်းကိုစေတနာနဲ့ပြောတာပါလို့ဘလောက်ပဲပြောဘာမှလက်ခံစရာအကြောင်းလက်ခံနိုင်ကြအကြောင်းမရှိဘူးပေါ့ဟုတ်လားအဲ့တော့သူကပြန်ပြီးတော့ဘာဖြစ်မလို့ဒေါသနဲ့တုံ့ပြန်လိုက်မယ်ဒါကြောင့်ရှိရင်ရှုံချတဲ့စကားပြောတာအလွန်အန္တရာယ်ကြီးတယ်အခက်မသိရင်အသက်တောင်ဆုံးနိုင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်နောက်တန်ဖို့ခခိနာမယ်နေရှေ့ရင်ရှုံချတဲ့စကားကိုမပြောရအောင်သဟောဝါဒနဗတေယကိုယ်ရမှာမကောင်းတယ်မပြောရအောင်ဒါကတော့ဒကာမတို့အရင်တို့တော်တော်များများကလွန်ကျူးနေကြတယ်လို့ထင်ပါတယ်နော်သူများအကြောင်းပြောလိုက်ရင်တော့များသောအားဖြင့်မကောင်းကြောင်းပြောရမှာပဲဒီတစ်ချက်ကအရာသာကတွေ့ရနောက်ကောင်းတာပြောရရင်အရာသာမတွေ့ဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မကောင်းတဲ့စိတ်တွေတက်ခံရှိနေတော့နော်သူများမကောင်းတာကိုပဲကိုယ့်ရဲ့စိတ်ထဲကနော်သဘောကျနေတဲ့သဘောနော်သူများကောင်းတာကိုမုဒိတာမဖြစ်နိုင်မပြောနိုင်ဒါကိုနှုတ်အရသာခံပြီးတော့မဆိုနိုင်ဟုတ်လားဒါကြောင့်ကိုယ်ရပြောပြီးဆိုရင်ဒကာမတို့အရင်တို့တွေကဘယ်လိုစကားတွေပဲထွက်လာမကောင်းကြောင်းတွေပဲထွက်လာတကယ်ဆိုရင်လူတယောက်ဟာမကောင်းတာတွေကြီးနဲ့တိဆောက်ထားတာမဟုတ်မကောင်းတာတွေကြီးရှိတာမဟုတ်ကိုကပြောကျင်တဲ့ပါဆိုရင်ကောင်းတာလေးတွေလည်းပဲအထိုက်လျောက်တော့ရှိနေကြပါလေသို့တော့အဲ့ဒီကောင်းတာတွေကိုမျက်ကွယ်ပြုတ်ပြီးတော့မကောင်းတာတွေကိုမှရွေးချယ်ပြီးတော့ပြောကြတာလူရဲ့တဘာဝပါဟုတ်ရဲ့လားကောင်းတာတွေအများများပြီးတော့မကောင်းတာတွေနည်းနည်းရှိတာကိုတောင်မှကောင်းတာတွေအများကြီးကိုတကယ်ကိုမမြင်ရင်ဟန်ဆောင်ပြီးတော့မကောင်းတာလေးနည်းနည်းကိုမှမြင်ဖြစ်အောင်မြင်ပြီးတော့ပြောကြတယ်တော့ဒါပစုအကြောင်းတွေကိုပြောနေတာခိုးအကြောင်းကိုပြောနေတာဒကာမတို့အရင်တို့ဒီတိုင်းပဲဟုတ်လားအဲ့တော့ကိုယ်ရမှာသူများအကြောင်းမကောင်းပြောပြီးဆိုရင်ကိုကဆိုကြမှာဆိုတစုံတယောက်ရဲ့မကောင်းကြောင်းကိုပြောလိုက်ပြီအဲ့ဒီလူနဲ့တွေ့ပြီဆိုတော့ကိုမှနေရာထိုင်ရတဲ့ခက်သူကတော့မသိဘူးဘောကိုကပြောတာလေကိုကပြောထားပြီးတော့ကိုကဘာဖြစ်လဲလိမ့်ပြမတန်အဲ့ဒါကိုပါစားကောင်းတဲ့သဘောမဟုတ်တော့ဒါအ ਨੇ ဆုံးတော့ကိုမှအဲ့လောက်ထိခိုက်သွားပြီဒါသူများမကောင်းကြောင်းပြောနေတဲ့အချိန်မှာဥစဉ်ရဘာတွေထိခိုက်လဲလို့မမင်းနဲ့ကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးဆိုတာကိုကအဲ့ဒါထိခိုက်နေပြီဒေါသနဲ့ပြောမင်းမုန်းတီးမှုနဲ့ပြောမင်းမနာလိုမှုနဲ့ပြောမင်းတချို့ဆိုရင်သူများမကောင်းဘူးလို့ပြောလိုက်ရမှတစ်ဖက်လူကကိုယ့်ကိုကောင်းတယ်လို့ထင်လာတာမျိုးဒါကိုမျှော်လင့်တယ်ဆိုလိုတာကသူတို့ကအဲ့လိုမကောင်းတာငါကအဲ့လိုလူမျိုးမဟုတ်ဘူးလို့တွဲလိုက်ပြီးတော့ပြောခြင်းတာဟုတ်လားဒါကြောင့်သူများမကောင်းကြောင်းပြောခြင်းသည်ကောင်းတဲ့စိတ်ဖြစ်ဖို့အလွန်နည်းဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သူများမကောင်းကြောင်းမပြောအောင်ရှေ့ရင်ရှုံချတဲ့စကားကိုမပြောအောင်အဲ့ဒါကိုသာရှောင်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဖြူရှင်တန်ရှင်းမှုဖြစ်ဖို့အတွက်အများကြီးအထောက်အကူပြုတယ်အများကြီးချမ်းသာနိုင်တယ်ဒီနေ့မှာဦးဇင်းတို့ဆန့်ကျင်ဘက်လေးတွေကိုစဉ်းစားရင်းနဲ့တရားကိုနားစီခြင်းနဲ့ပေါ့နော်သူများအတင်းမပြောရင်ရှေ့တင်ရှုံချတဲ့စကားမပြောရင်ချမ်းသာမယ်လို့မြတ်စွာဘုရားဟောထားသောဒေသနာသည်
ကိုယ်ရမှာအတင်းပြောရင်ရှိတဲ့ရှုံးချတဲ့စကားကိုပြောရင်တော့ဆင်းရဲလိမ့်မယ်လို့တရားနဲ့ထင်နားလေရမယ်။နော်ဒီတရားကနှစ်ခွထွက်တယ်ပေါ့။နော်ချမ်းသာစွာနေကြောင်းနီလန်ကောင်းများဖြစ်တယ်လို့ဒီနီလန်ကောင်းတွေကိုမလိုက်နိုင်ဘူးဆိုရင်ကိုဆင်းရဲအောင်နေလိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ဒါကတခါတည်းနားလည်ဖို့မလိုဘူးလား။ပြောတယ်နော်။ဒါကြောင့်ဦးဇင်းတို့၄ခုမြောက်အရဏဝိပင်ကတရားဟုတ်လား။အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားပြောထားတာကအဲ့ဒီထဲမှာမျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုးပွဲတိတက်လှဆိုတဲ့နေရာမှာအတင်းမပြောယုံမျှမရှုံးချတဲ့စကားကိုမပြောယုံမျှနဲ့မပြည့်စုံသေးဘူး။ဆိုကြပါစို့တစ်ခါတည်းမှာမတော်တာမရှောင်လားပြောရမယ့်အနေအထားမျိုးရောက်လာပြီဆိုကြပါစို့။ပါဇက်ကိုပိတ်နေလို့ရတဲ့အနေအထားမျိုးမဟုတ်တော့ဘူး။ဟောအဲ့ဒီလိုအခြေအနေမျိုးကမကြုံနိုင်ဘူးလား။ကြုံလား။ပြောရတော့မယ်ဆိုတဲ့အခါမျိုးမှာကဲဘယ်လိုစကားကိုပြောမလို့ဟုတ်လား။အဲ့ဒါကိုကျတော့မြတ်စွာဘုရားကဘယ်လိုသင်ပြတော့ဆိုတော့ဟုတ်မှန်ကိုလည်းမရှိဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားဆိုရင်တော့လုံးဝကိုမပြောပြအောင်တင်းတင်းကြပ်ကြပ်ဆောင်ထိန်ရမယ်တဲ့နော်မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားမျိုးလုံးဝမထွက်စေအောင်ကြိုးစားရမယ်ဟောနောက်တစ်ချက်တက်လာပြန်ပြီမှန်တော့မှန်တယ်ကိုပြောမဲ့အကြောင်းအရာတွေကအလွန်မှန်တယ်ဒါပေမဲ့ဘာအကျိုးမှမရှိဘူးပြောလိုက်လို့အဲ့ဒီလိုစကားမျိုးလည်းပဲမပြောပြအောင်ရှောင်ရမယ်တဲ့အဲ့ဒီနေရာမှာတရားဓမ္မတို့အရင်တော့တော်တော်ညှိရတယ်လို့ထင်တယ်။ဘာမှန်တယ်ထင်တော့ပြောရမှာပဲဆိုတာမျိုးလာတာကိုဟုတ်လားငါကမှားတာပြောတာမှမဟုတ်ဘူး။ဒါပေမဲ့ तू ကအကျိုးရှိတာမရှိတာကိုကျတော့စီစစ်တဲ့ဉာဏ်ကပါမလား။နော်တခါတလေပိဿပေါင်းသူတော်ကောင်းတို့မှန်တာပြောပေမဲ့လို့ကိုယ်စီရင်တာမမှန်တာတွေရှိတယ်။ပြောနေတဲ့အကြောင်းအရာကတော့မှန်တယ်နော်။ဒါပေမဲ့စီရင်တာကဘလို့စီရင်တာနဲ့ပြောတာနော်မကောင်းတဲ့စီရင်တာနဲ့ပြောနေတာအဲ့ဒီမှန်တော့မှန်တယ်ဒီစကားတွေကမမှန်ဘူးမဟုတ်ဒါပေမဲ့မကောင်းတဲ့စီရင်တာတွေနဲ့ပြောတယ်တစ်ဖက်သားအတွက်လည်းဘာအကျိုးမှမရှိဘူးကိုယ့်အတွက်လည်းဘာအကျိုးမှမရှိဘူးဟုတ်လားဒါအကုသိုလ်ဖြစ်ုံများတတ်တယ်ဒါကြောင့်မှန်တိုင်းပြောမယ်ဆိုသောစကားတွေအလွန်တရာမှပိန်းတဲ့အယူအဆလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကနံပါတ်1မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုရင်လုံးဝမပြောပြအောင်သိသိရမယ်မှန်တော့မှန်တယ်အကျိုးမရှိဘူးဆိုရင်လည်းပဲဒါမပြောနိုင်အောင်ကြိုးစားရမယ်မပြောသင့်ဘူးအဲ့လိုဆိုရင်ဘာပြောရမလို့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဆိုတဲ့စကားကိုပြောရမယ်တဲ့ဒီနေရာမှာတော့မှချွတ်ချက်ကလေးကပါနေသေးတယ်အပြောကိုမြတ်စွာဘုရားအများကြီးတင်းကျပ်တယ်နော်မှန်လဲမှန်ပါတယ်အကျိုးလည်းရှိပါတယ်ဆိုတဲ့စကားကိုတောင်းမှအခါခသိမပြောရဘူးတဲ့အခြေအနေကိုကြည့်ပြီးတော့အချိန်အခါကိုကြည့်ပြီးတော့ပြောရမယ်တဲ့လွန်သွားပြီဆိုရင်မပြောနဲ့ပြောချိန်မရောက်သေးဘူးစောနေသေးတယ်ဆိုရင်လည်းမပြောနဲ့ဟောအကန့်အသတ်ချက်ကလေးနဲ့လာနော်အေးမှန်လဲမှန်တယ်အကျိုးလည်းရှိတော့ဒီစကားပြောလိုက်ရင်ဒီလိုအတွက်တကယ်အကျိုးရှိမှာဟုတ်လားမှန်တာလည်းအလုံးမှန်တယ်ဒါကိုတောင်မှပြောချိန်မကြသေးဘူးစောနေသေးတယ်ဆိုရင်သိဆန္ဒတွေမစောနဲ့ဒါလေးစောင့်လိုက်အောင်သူ့ရဲ့စိတ်အခြေအနေကဘယ်လိုရှိတော့အချိန်ကာလကဘယ်လိုရှိတော့စောင့်လိုက်အောင်ဟုတ်လားဟောတခါတရံကြတော့တချို့စကားတွေကပြောဖို့မလိုတော့ဘူးလွန်သွားပြီပြောလည်းပဲအကြောင်းမထူတော့ဘူးဆိုတာရှိတယ်အဲ့လိုလွန်သွားရင်လည်းဗါတယ်လို့ပြောရဘူးတဲ့ဟုတ်လားအဲ့တော့ဘေးသက်ပေါင်းသူတော်ကောင်းတို့မျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုးပွဲတိကျလှဆိုတာရဲ့အောက်မှာအဲ့ဒီအသေးပဲတွေရှိတယ်ဟုတ်လားအေးမျက်မှောက်မျက်ကွယ်ဤနှစ်သွယ်ဆိုးပွဲတိကျလှဘယ်လောက်ထိသိရမလဲလို့မပြောရင်စကားတွေအလွန်ကျေဝန်းသွားမယ်နော်အေးဒါကတော့ဦးဇင်းတို့အချင်းချုပ်လေးပဲပြောတာပါဟုတ်လားစကားနဲ့ပတ်သက်ပြီးတော့နော်ပြောဆိုစရာတွေကအလွန်များတယ်ပေါ့နော်အေးသိကြတာကတော့ဒကာဓမ္မတို့ရောဦးဇင်းတို့ရောစကားကိုကောင်းကောင်းမပြောတတ်ကြသေးဘူးဆိုတာကတော့သိကြပါလေနော်ဘာကိုကြည်တော်အဖြစ်သိနိုင်တော့ကိုအပြောကြောင့်ကိုဒုက္ခရောက်တာကိုကြည်တော်အဖြစ်သိနိုင်တယ်ပေါ့ဟုတ်ရလားအဲကြောင့်စကားနဲ့ပတ်သက်ပြီးတော့ဟောနောက်ထပ်ဆုံးမတော်မူချက်တစ်ခုဆက်ပြီးတော့နားယူကြည့်မယ်နော်ဘယ်နှခုရှိသွားပြီတော့၄ခုရှိသွားပြီ၅ခုမြောက်ရောက်သွားပြီနော်၅ခုမြောက်ကဘာပြောတော့မလျင်မစောစကားပြောချောမောဝိသိမ်စွာတဲ့နော်ခုနကမှန်တဲ့စကားကောင်းတဲ့စကားအချိန်ကာလကြည့်ပြီးတော့ပြောပြီးဆိုတဲ့အခါမျိုးမှာတောင်းမှမြန်မြန်ဆန်ဆန်ကြီးမပြောနဲ့တဲ့အလိုတကြီးမပြောနဲ့နော်အေးအေးစီစီမှန်မှန်ကန်ကန်လေးနော်ပုံမှန်ကလေးပြောမြန်မြန်ဆန်ဆန်ပြောလို့ရှိရင်မြတ်စွာဘုရားဘာပြောတော့ဆိုလူလဲပင်ပန်းနေတဲ့စကားမြန်မြန်ပြောလို့ရှိရင်နော်စိတ်လဲနွမ်းတယ်တဲ့အတန်လဲဖြစ်တယ်တဲ့လေချောင်းလဲနာတယ်ကိုယ့်ရဲ့စကားကမတန်ရှင်းဘူးတဲ့
တစ်ဖက်သားလည်းနားမလဲလွယ်ဘူးတဲ့အပြစ်6မျိုးပြတယ်နောက်စကားပြောမြန်ရင်းကိုမြတ်စွာဘုရားအဲ့လိုထောက်ပြတယ်နော်ဒါငယ်ငယ်လေးကစာဦးချင်းကဒီဒေသနာလေးကိုကြားဥပါတယ်ဒါပေမဲ့စကားပြောကတော့တိတ်ပြီးတော့နှေးသွားတယ်လို့မရှိဘူးဖြစ်ဟုတ်လားနော်စကားကိုမြန်မြန်ဆန်ဆန်အလိုတကြီးပြောတာဟာအဲ့ဒီအပြစ်တွေရှိတယ်ဆိုတာလည်းပဲတရားဓမ္မတို့ဦးချင်းတို့နားလည်ပြီးတော့နော်မှန်ကလေးဘာလို့ပြောရမယ်ဒါဆိုရင်လူလည်းမပန်းဘူးစိတ်လည်းမနွမ်းဘူးလေချောင်းလည်းမနာဘူးအတန်လည်းမပြတ်ဘူးကိုပြောတဲ့စကားလုံးတွေကတန်ရှင်းတယ်ပြီးပြင်းတယ်ဒါကြောင့်မလို့တစ်ဖက်လူလည်းပဲလွယ်လွယ်လေးနားလေသွားတယ်အခုရှင်ဘာပြောလိုက်မှမသိဘူးဝိရဝါဒနဲ့ဆိုတော့စဉ်းစားနေရပြီတစ်ဖက်လူလွယ်လွယ်နဲ့နားမလဲဘူးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အတ္တရမနောဝပါတေယနောတရမနောအတ္တရမနောနော်မမြန်မဆန်ပဲပြောတဲ့အလေးကျင့်နဲ့ဘာတေယပြောရမယ်နော်တရမနောမြန်မြန်ဆန်ဆန်ပြောတာမျိုးကိုနောဘာတေယမပြောဆိုရဘူးလို့မြတ်စွာဘုရားက5ခုမြောက်ချမ်းသာကြောင်းတရားကိုအဲ့လိုဟောတယ်နော်အဲ့တော့ဦးဇင်းတို့နောက်ဆုံး6ခုမြောက်ရောက်လာပြီနော်နောက်ဆုံး6ခုမြောက်ကြတော့ဘာပြောတော့အယက်စကားမလွန်ညာ6ပါးအရဏနော်အဲ့ဒါကြတော့ဦးဇင်းတို့အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ဇနဗရနိရုဒ္ဓေနာဘိတိဝေတေယနော်ဒီအယက်ဒေသမှာဒီအဓိပ္ပာယ်နဲ့ပြောတဲ့စကားကိုကိုကအဲ့ဒါကြီးကိုယ့်အယက်ဒေသမှာပြောတဲ့စကားကိုအယံကြီးအဆွဲအလန်းမထားရသူများအယက်ဒေသကပြောတဲ့စကားကိုမှားတယ်လို့ကိုမမြင်ရအောင်ဟုတ်လားတာမင်ညာနာတိဒါဝေယနော်ပုံမှန်ဒီအဓိပ္ပာယ်ထွက်တဲ့စကားတွေကိုမဟုတ်ဘူးလို့သွားပြီးတော့မငင်းဆိုရအောင်နော်အဲ့ဒါကိုဆရာကြီးကတော့သူငယ်ငယ်တုန်းကအတွေ့အကြုံလေးတွေနဲ့သူပြောပြတယ်နောက်တစ်ခါဦးဇင်းတို့မင်းဥပ္ဖို့ဘက်ကိုရောက်တော့ဦးဇင်းတို့ကျင်ဟင်းငါးသီးကြီးတွေတီးနေတာမြင်နေတဲ့ဆိုကြီးကသူ19နှစ်သားလောက်ရောက်တော့သူကပြောမိတာပေါ့ဟာကျင်ဟင်းငါးသီးကြီးတွေကလှလာရည်လားချောလာရည်လားပေါ့ကြီးကြီးဆိုတော့အဲ့လိုပြောတော့ဝိုင်းပြီးတော့ရှိကြတယ်တဲ့ဘေးကကိုရင်နေသူနဲ့ရွယ်တွေကဟာဘူးလို့ရည်တောင်းဆိုတော့ဘယ်မှာတော့နဲ့ကျင်ဟင်းငါးသီးအဲ့ဒါကျင်ဟင်းငါးသီးမဟုတ်တာကျင်ငါးသီးလို့ပြောတယ်အဲ့ဒါတကယ်လို့ညင်းမယ်ဆိုရင်တော့ညင်းရဖို့ပဲရှိတယ်နော်ကျင်ငါးသီးလို့ပဲပြောကျင်ငါးသီးလို့ပဲပြောအဲ့ဒီအဖုထစ်လေးတွေထွက်နေတဲ့အသီးလေးကိုရည်ညွှန်းတာဆိုတာတော့လူတိုင်းသိပါတယ်လူရင်းကတော့ဒါပဲလေအဲ့ဒါကိုအပြောမတူတာလေးနဲ့ညင်းနေမယ်ဆိုရင်တယောက်နဲ့တယောက်အနည်းဆုံးစိတ်ထဲမှာအဖုထစ်ကလေးတွေဖြစ်သွားမှာအောင်ဒါကြောင့်ဒါမျိုးကိုမညင်းရအောင်ဘာမှအရေးမပါတာတွေကိုညင်းမနေနဲ့လို့လေအဓိပ္ပာယ်ကိုချစ်ပြီးတော့နားလေသင့်တယ်တာမင်ညာနာတိတာဝေယဟုတ်လားဘာမှမဟုတ်တာလေဘာမှမထူးတာလေဒါတွေကိုဘာမှသိပြီးတော့ရည်ကြီးခွန်ကျက်လုပ်ပြီးတော့ညင်းဆိုမနေနဲ့ပြောတာလေးလေသူတို့မြင်းညံဘက်ကနွားရိုက်တဲ့ချိန်နွားမောင်းတဲ့ချိန်ကိုနဂံလို့ခေါ်တာဦးဇင်းတို့ရွှေဘိုဘက်ကမန္တလေးဘက်ကကျတော့အဲ့ဒါကိုတပြာလို့ခေါ်တယ်နော်ဦးဇင်းတို့ရွာတဲ့တပြာလို့ပဲခေါ်တာဘာမှမဆိုင်ဘူးစကလုံးတွေကတစ်လုံးမှမတူဘူးဘာပြောလို့ပြောမှန်းတော့မသိဘူးဒါပေမဲ့နွားကိုသွားအောင်မောင်းနေဒုတ်တန်လေးတစ်ချောင်းကျင်းလေးတစ်ချောင်းဆိုတာတော့လူတိုင်းသိတယ်ဟုတ်လားဒါကြောင့်ဆိုလိုတာကအဲ့ဒါလို့အများဆုံးဝါဒတွေနဲ့ပတ်သက်ပြီးတော့ကိုလည်းနားလည်နေတာပဲသိနေတာပဲဒါကိုကိုယ့်ရဲ့ဒေတာကပြောတဲ့စကားနဲ့မတူတာနဲ့မငင်းရအောင်ပေါ့နောက်ဦးရင်တို့ငယ်ငယ်တုန်းကရွာမှာနောက်လို့ကြည့်ဘူးတကူဆိုရင်တကူလို့မခေါ်ဘူးတစ်ချောင်းလို့ခေါ်တယ်ကိုကဒါပဲမှန်တယ်လို့ထင်တာအဲ့ဒါမြို့ရောက်သွားတဲ့ခါကျတော့သူများတကူလို့ပြောတော့ကိုကပဲရည်ရင်းနေတယ်ပြီးတော့ကိုကပဲမှားနေတယ်မှားတယ်မဟုတ်ပေါ့လေကိုကအနည်းစုဖြစ်နေတယ်အဲ့ဒါဦးဇင်းတို့တွေတိုးကြတယ်ဟိုဘက်ကရွာကြတော့အဲ့ဒီနိုးဒီဘူးလေးကိုဘယ်လိုခေါ်ဆိုတပရောက်နှစ်ပရောက်လို့အဲ့လိုခေါ်တာလည်းရှိတယ်ဟုတ်လားထားပါတော့လေဒါတွေကိုပြောရရင်မဆုံးပေါ့အဲ့တော့ဆိုလိုတာကလွယ်လွယ်လေးမှတ်ရမှာကဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုပြောဆိုကွဲပြားခြားနားတာလေးကိုအခြေခံပြီးတော့မငင်းရဒါပဲဟုတ်လားဒါကြောင့်ဒေသပေါင်းသူတော်ကောင်းတို့ချမ်းသာကြောင်းတရားထဲမှာအပြောဆိုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကဘယ်နှပါးဖြစ်နေတော့4ပါးဖြစ်နေတယ်နော်အပြောဆိုနဲ့ပတ်သက်ပြီးတော့4ပါးဖြစ်နေတယ်မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြမျက်မှောက်မျက်ွယ်ဤနှစ်သွဲဆိုပွဲတည်တတ်လှမလင်းမစောစကားပြောချုံမောမွေးတိမ်စွာအယက်စကားမလွန်ညာ6ပါးအရဏတဲ့ဟုတ်လားအဲ့တော့ဦးရှင်တို့ဒီ6ခုကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရမယ်ဟုတ်လားနံပါတ်1ချမ်းသာကြောင်းတရားကဘာလဲတော့အယုံ2ပါးမလိုက်စားလမ်းသွားမစ္စည်းမနောက်ကမ္မသုခန္တိကနုယောဂအကျင့်
အတ္တကိလမထနုယောဂအကျင့်တွေမှာမကောင်းတဲ့အပြစ်တွေရှိတဲ့အတွက်ကြောင့်အဲ့ဒီအစွန်းတစ်ပါးအယုတ်နှစ်ပါးကိုရှောင်ပြီးတော့မေဇိမပရိပဒအကျင့်မြတ်လို့ဆိုတဲ့မဂ္ဂင်၈ပါးကိုကျင့်သုံးရမယ်အမြင်မှန်ကိုကြည်ထွားအောင်မွေးမြူရမယ်ပေါ့ဟုတ်ရဲ့လားအေးပြီးတော့ဗါလဲလို့နံပါတ်2ကမမြောင်မစားမနှိမ်ညာတရားဟောပေါ်ပြဟုတ်လားမြောက်တယ်ဆိုတာဘာလဲနှိမ့်ချတယ်ဆိုတာဘာလဲဆိုတော့ကအจิตတော်ပြောတယ်နော်ပုဂ္ဂလဒိဋ္ဌံကောင်းတယ်လို့ပြောရင်မြောက်ပြောတာရောက်တယ်ဟုတ်လားပုဂ္ဂလဒိဋ္ဌံမကောင်းဘူးလို့ပြောရင်နှိမ့်ချပြောတာရောက်တယ်ကောင်းမှုကကောင်းတယ်မကောင်းမှုကမကောင်းဘူးလို့နော်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ကိုသာလည်းပြောမယ်ဆိုရင်တော့တရားသဘောကိုပဲပြောရရောက်တယ်ဟုတ်လားနောက်ပြီးတော့တတိယချမ်းသာကြောင့်တရားကဘာလဲတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇဒ္ဒဣဇဒ္ဒဒုက္ခဗေဒဒုက္ခလို့ဒုက္ခနှမျိုးရှိတဲ့နေ့ကဘယ်ဒုက္ခကအန္တရာယ်ရှိတယ်ဘယ်ဒုက္ခကအန္တရာယ်ကင်းတယ်ဘယ်ဒုက္ခကတကယ်ကောင်းတယ်ဘယ်ဒုက္ခကတကယ်မကောင်းဘူးဆိုတာကိုဉာဏ်နဲ့ပိုင်းခြားဆုံးဖြတ်ပြီးတော့ဣဇဒ္ဒဒုက္ခအတွင်းချမ်းသာလို့ဆိုတဲ့တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုရအောင်ရှာဖွေပွားများအထောက်ရမယ်နော်နောက်နံပါတ်4တရားကဘာလဲတော့မျက်မှောင်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတည်တတ်လားမျက်ွယ်မှာသူများမကောင်းကြောင်မပြောရဘူးရှေ့တယ်လည်းပဲရှုံချတဲ့စကားကိုမပြောရဘူးအကယ်၍ပြောတော့မယ်ဆိုရင်လည်းပဲမမှန်တဲ့အကျိုးမရှိတဲ့စကားကိုပြောရဘူးမှန်ပြီးတော့အကျိုးမရှိတဲ့စကားဆိုရင်လည်းမပြောရဘူးမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဆိုတဲ့စကားကိုသာလည်းအချိန်ခါလာကိုကြည့်ပြီးတော့မှစောသေးရင်လည်းမပြောနဲ့လွန်သွားရင်လည်းမပြောနဲ့လို့မြတ်စွာဘုရားအလိုတားပါတယ်ဟုတ်လားနောက်အရင်တော့၅ခုမြောက်ကဘာလဲတော့မလျင်မစောစကားပြောချုံမောမွေးသိမ်စွာဖြည်းဖြည်းပြောစကားပြောတာဟုတ်လားပြီးတော့ဘာလဲတော့အရက်စကားမလွန်ညာ6ပါးအရဏဒီအရဏဝိပင်ကသုတ်တံမှာထူးခြားတာလေးတစ်ခုနေကုန်းကျုံမှာပါတယ်အဲ့ဒါကဘာလို့ဆိုတော့ဟောဒီအရဏဝိပင်ကသုတ်တံမှာဟောထားတဲ့ဒေသနာနဲ့အညီနေတဲ့နေရာမှာဧတတဲ့ရတဲ့မထေရမြတ်တစ်ပါးကိုမြတ်စွာဘုရားကနှုတ်တော်ကဖွင့်ဟပြီးတော့အဲ့ဒီမှာအမိန့်ရှိထားတယ်အဲ့ဒီမထေရမြတ်ကဘယ်လိုလုံးဆိုတော့ရှင်သူဘူတိတဲ့ဟောရှင်သူဘူတိဆိုတာကဦးဇင်းတို့နာရိန်တထေးကြီးရဲ့ညီအရင်ပေါ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ရေတော်ကျောင်းတော်ကြီးလက်ချတဲ့ပွဲမှာပဲနော်သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုတ်ပြီးတော့နောက်တော့ယဟန်နာဖြစ်တယ်ရှင်သူဘူတိမထေရတဲ့အနာရိန်တထေးကြီးရဲ့ညီအရင်ပေါ့ဟုတ်လားဒီအဲ့ဒါသူကဧတတဲ့နှစ်ထပ်ကွမ်းရတာဗျနော်မေတ္တာဝိဟာရီနော်မေတ္တာနဲ့နေတဲ့နေရာမှာလည်းသူကဧတတဲ့ရဘလောက်ထိသူကမေတ္တာနဲ့နေတော့ဆိုရင်ဆုံးခံကြွားရင်အမြဲတမ်းမေတ္တာပွားအင်းရှိရက်ပြီဆိုရင်လည်းမေတ္တာပွားတယ်ဆုံးလာလောင်းပြီဆိုတော့မှသာသာလေးမေတ္တာဇံကထပြီးတော့အလုခံပြီးရင်မေတ္တာပဲဆက်ပြီးတော့ပွားတယ်နော်တတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာရသိခြင်းနဲ့စိတ်ကိုမိမိတဏ္ဍာမှာအမြဲတမ်းဖြစ်နေအောင်ကြိုးစားအထုတ်တဲ့သဘောပေါ့နော်မေတ္တာဇံဝင်တာအမေတ္တာတရားဆိုတာအလွန်တရာမှဘုံကံကြီးမားကြောင်းကုသိုလ်တရားလို့လည်းပဲသူတော်ကောင်းကြီးတွေအမိန့်ရှိထားတယ်ပေါ့ဒါကြောင့်ကိုယ့်ဘဝမှာနော်အရှင်ပြေပြီးဖြစ်ခြင်းလေဆိုရင်မေတ္တာတရားကိုလက်ကင်ထားတဲ့တယ်ပေါ့နော်တပါးသောသူကိုချမ်းသာစေခြင်းနဲ့စိတ်ကျမ်းမာစေခြင်းနဲ့စိတ်အစစရရအရှင်ပြေစေခြင်းနဲ့စိတ်ကလေးတွေမွေးတာအဲ့ဒီစိတ်စေတနာကပဲကိုယ့်ကိုအကျိုးပေးမှာဟုတ်ရလားဒါကြောင့်မေတ္တာတရားကိုအားကိုးကြရမယ်ပေါ့ဟုတ်လားအဲ့တော့မေတ္တာဝိဟာရီမေတ္တာနဲ့နေတဲ့နေရာမှာအဲ့ဒီရှင်သူပုတ္တိဟာဣတရေရနောက်ပြီးတော့ဒီအရဏဝိပင်ကတုတ်တံမှာလာတဲ့အတိုင်းအလွန်နေထိုင်ကျင့်သုံးတယ်လို့ဆိုတယ်အထူးသဖြင့်ပုဂ္ဂလဒိဋ္ဌံဘယ်တော့မှမပြောဘူးတဲ့ဓမ္မဒိဋ္ဌံပဲပြောတယ်ရှင်သူပုတ္တိဟာမြတ်စွာဘုရားကမှတဲ့တခါတလေပုဂ္ဂလဒိဋ္ဌံပြောသေးတယ်တဲ့နော်ဒေဝဒဟာအာယုကဘလုံးငရဲမှာဒီမဲ့လူနော်တတွေးကိုစားနေတဲ့သူနော်တချို့ဆက်ဘက်ကြီးရန်နေဆိုရင်ဟဲ့မောဟပုရိသမက်ဖို့မပြီးအချီးနီးသောယောက်ျားအဆိုင်ရှိသဖြင့်မြတ်စွာဘုရားပုဂ္ဂလဒိဋ္ဌံပြောတာလေးမရှိဘူးလားရှိရနော်ဒါပေမဲ့ရှင်သူပုတ္တိကတော့အဲ့လိုကိုပြောတဲ့ဒါကတော့မြတ်စွာဘုရားကချီးမွမ်းပြီးတော့ဟောထားတာသူပုတ္တိဟာဒီအကျင့်ကိုရှင်းသုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားချီးမွမ်းထားတာအဲ့ဒါကဓမ္မတော်ဦးဇင်းတို့ရာနှုံးပြည့်ကြီးဒီအကျင့်တွေကိုမကျင့်သုံးနိုင်တော့မှဒါတွေဟာအလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့ချမ်းသာကြောင့်ဒီလံကောင်းတွေပဲလို့နားလည်ပြီးတော့ထိုက်တလောက်ကျင့်သုံးနိုင်မယ်ဆိုရင်ကိုပဲတတ္တာယာမရနိုင်ဘူးလားရနိုင်တယ်ချမ်းသာယာကိုရနိုင်တယ်ပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအရဏဝိပင်ကသုတ်တံမှာမြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမတွေကိုစွန့်နိုင်တဲ့များကျင့်သုံးပြီးတော့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့နောက်ဆုံးမဉ္ဇဉ်ဘုံဉဏ်ဖြင့်အချမ်းသာဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတဲ့
သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်နော်ချမ်းသာစွာနေနီးလို့တရားကောင်းစဉ်ပြီးပြီးတော့ဟောတဲ့ဒီတရားကိုအဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဘာဝေနတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုခိဝန္တုတိဒေတုမဂံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအလုံးတော်တတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နတ်ကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိဆောင်ရောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓတို့ဝဝေနကေငါဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုလိုတာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ရောက်၎င်းသဗ္ဗဓမ္မနုဘဝေနမေရိဒံဖူရိဒံနိဗ္ဗာန်ပရိတိယဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ရောက်၎င်းသဗ္ဗတံဃာနုဘဝေနမေဃထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှင်အောင်တော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာတိလဘုသမာတိဘုံပညာကိုတို့တဲ့ပြည့်စုံတော်မူကြတဲ့ဘုဒ္ဓတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့ဘုဒ္ဓေသောအာနုဘော်တော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း